ငါတိုင်းကျောင်းနဲ့တစ်ဖက်ကမျက်စောင်းတိုးလေးမှာရွာတရွာရှိတယ်ကြံခဲ့တယ်ကျွန်တော်တို့3ရက်ကကျွန်တော်သွားဟောခဲ့တာကျွန်တော်ရဲ့မနှက်ဖန်လာမဲ့ဆရာချီဦးညိုရဲ့နောက်ဒီမှာမပါတဲ့ကိုအကြီးတော်ရဲ့ပေါ့သွားဟောကြတယ်အဲ့ဒီမှာတောင်ကြီးဆိုတဲ့ရွာလေးရှိတယ်အဲ့ဒီရွာလေးကနေပြီးတော့တမိုင်းပညာရှင်တယောက်ပေါ်ထွန်းပါတယ်ဒေါက်တာတန်းထွန်းဆရာကြီးဒေါက်တာတန်းထွန်းကိုအင်တာဗျူးလုပ်တဲ့အခါဗမာနိုင်ငံမှာဗကန်းခေတ်ကစပြီးတော့ဒီနေ့မျက်မှောက်ခေတ်အထိအကြီးကျယ်ဆုံးပုဂ္ဂိုလ်3ယောက်ကိုပြောပါလို့မေးတယ်ဆရာကြီးကိုတစ်ဘယင်ပေါ့တိုင်းပြည်အုပ်ချုပ်သူပေါ့နှစ်ကတော့သာသနာပြုပုဂ္ဂိုလ်ပေါ့နှစ်ကသာသနာပြုပုဂ္ဂိုလ်3ကတော့ခေတ်သက်မှာရှိနေတဲ့နိုင်ငံခေါင်းဆောင်လို့မေးတဲ့အခါဆရာကြီးဒေါက်တာတန်းထွန်းကဘာဖြေလဲဆိုတော့ဘယင်ဆက်မှာသူရွေးတာနံပါတ်1ကတော့သူရွေးတာဘိုးတော်ဖရာတဲ့ထူးဆန်းနေနော်ဒါကျွန်တော်တို့နဲ့မဆိုင်တဲ့ကိစ္စပါနှစ်ကဘာရွေးလဲဆိုတော့သာသနာပြုပုဂ္ဂိုလ်ရွေးတဲ့ခါကျတော့ तू ကရှင်စနဂါဘိဝင်သားကိုရွေးတယ်တက်တီကလူပုဂ္ဂိုလ်ထဲမှာကျတော့ तू ကဘာရွေးလဲဆိုတော့ဒေါက်တာတန်းထွန်းကကိုအောင်ဆန်းနဲ့ဗိုလ်ချုပ်အောင်ဆန်းဘယင်ထဲမှာဘိုးတော်ဖရာကိုလာပြန်မပြိုင်နဲ့တဲ့သာသနာပြုပုဂ္ဂိုလ်ထဲမှာဆိုရင်လည်းရှင်စနဂါဘိဝင်သားကိုလာမပြိုင်နဲ့တဲ့နိုင်ငံခေါင်းဆောင်ထဲမှာဆိုရင်လည်းဗိုလ်ချုပ်ဆိုတဲ့သူတွေထဲမှာအောင်ဆန်းကိုဘာကောင်းမှလာမပြိုင်နဲ့တဲ့တယောက်တည်း only one in our history ကျွန်တော်တို့နိုင်ငံသမိုင်းမှာအောင်ဆန်းမှာတပါဘာမှမရှိလို့ပြောတယ်ပေါ့လက်ခုပ်တွေဆွတ်တီးနေတယ်နော်မွန်ပြည်နယ်ကလူရဲ့ကြောက်ဆရာကြီးကျွန်တော်ရဲ့အမတန်ခင်မင်းရတော့ဟိုတလောလေးရတယ်ကျွန်တော်နဲ့ရခိုင်ရိုးမပေါ်တက်တဲ့ဆရာကြီးအသက်84နှစ်ရှိပြီဖြစ်တော့ဆရာကြီးဦးအောင်တင်းစကားနဲ့ပြောရမယ်ဆိုရင်တော့လက်ခုပ်တီးကကြောက်ဆရာကြီးကွာတယ်မင်းအဲ့အတန်တွေကတို့ဒုက္ခပေးတာတဲ့ငါတို့ကျူးလွန်တဲ့အမှုကတော့ဘာလဲတေမမှုတယ်လက်ခုပ်တီးတော့ရာဇဝတ်မှုဖြစ်သွားတော့တဲ့အဲ့လိုဖြစ်ကုန်မယ်နော်ထားပါတော့အဲ့တော့ဒီဆရာကြီးဒေါက်တာတန်းထွန်းကလေဟိုကျွန်တော်တို့ခုနပြောခဲ့သလိုပေါ့3ယောက်ရွေးခိုင်းတဲ့အခါဘိုးတော်ဖရာရဲ့ဗိုလ်ချုပ်ဆိုင်ခဏဖယ်ထားလိုက်ရှင်စနဂါဘိဝင်သားကို तू တိတ်ကြိုက်တာပဲတဲ့တိတ်ကြည်ညိုတာပဲတိတ်လေးစားတာပဲတဲ့ကျွန်တော်လည်းအဲ့ဒါနဲ့ရှင်စနဂါဘိဝင်သားစာအုပ်တွေရှောက်ဖတ်တဲ့အခါဘာသွားတွေ့လဲဆိုတော့ရှင်စနဂါဘိဝင်သားဟာမနဲ့မိုးလင်းလို့အာယုံတက်တဲ့အခါအာယုံစွန်းမစားခင်မှာသူ့ရဲ့တန်ကတော့အပေါင်းကို तू ကအမြဲတမ်းနန္ဒခင်ဩဝါဒပေးတယ်ပေါ့လူလို့ဆိုရင်တော့မိန်ကုန်းပြောတယ်ပေါ့ဗျာစကားပြောတယ်ပေါ့အဲ့ဒီအချိန်မှာ तू ဘာပြောလဲဆိုတော့အနုပညာသိဆန္ဒပဲနော်တိတ်ချစ်ဆရာကောင်းတယ်ပဲဆရာတော်ဖေဟာဘုန်းကြီးတို့တဲ့ဘုန်းကြီးတို့လိုက်ပြီးတော့တရားဟောနေတာဟာတိတ်ပြီးတော့အလုံးမဖြစ်ပါဘူးတဲ့ဘုန်းကြီးတို့တရားဟောနေတာနဲ့စာရင်တဲ့မေရှင်တို့မာမာအေးလို့ဆိုတဲ့သချင်းတွေကလူတွေကိုတဲ့ပို့ပြီးတော့ဗုဒ္ဓဘာသာကိုကြီးညိုစေတယ်အဲ့ဒါအနုပညာတဲ့ကျွန်တော်အဲ့ဒီစကားတိတ်ကြိုက်တာပဲဆရာတော်ဖျားတွေတရားဟောတာလဲကောင်းမှာပေါ့ဗျာသို့တော်တရားဆိုတာ6တိ6ကဖြစ်နေတဲ့ခါကျလူတွေကစိတ်ဝင်စားညောင်းတာညာတာဟိုလှက်ဒီလှက်ဖြစ်မှာပေါ့ဖျားရှင်ကိုဘယ်လောက်ပဲကြီးညိုအောင်ပြောကျွန်တော်တို့တိတ်ပြီးမကြီးညိုနေပြီတိတ်ပြီးတော့ရင်ထဲမှာတိတ်မရောက်ဘူးပေါ့သို့တော်လဲဆိုကြပါစို့တိတ်တထာမင်းသားအသက်29နှစ်မှာတောထွက်တယ်သူ့အဖေသုတ္တောသနသူ့အမေဘင်တော်မာယာသူ့ကိုမွေးချင်းပြီးဗါလဲနေဆိုင်ရတဲ့အခါကျတော့မိတွေးတော့ဂေါတမီကသူ့ကိုထိန်းသိမ်းရတယ်နောက်ရတော်တရားနဲ့လက်ဆက်တယ်သားတော်ရာဟုလာကိုမွေးဖွားတယ်အသက်29နှစ်မှာတောထွက်တယ်ဒါအကျဉ်းပေါ့အကျဉ်းပြောလိုက်တာပေါ့6နှစ်တိုင်ဒုက္ခစရိယာကျင့်တယ်ဒုက္ခစရိယာကျင့်တော့လေဒုက္ခရပေါ့နော်ခက်ခဲသောအကျင့်ပေါ့စရိယာအကျင့်ဆိုတော့လေခက်ခဲတဲ့အကျင့်ပေါ့ခက်ခဲသောအကျင့်များကို6နှစ်ကျင့်ပြီးတဲ့အခါကျတော့တရားမရတဲ့အတွက်သူကသူ့အတိတရားဝင်လာပြီးတော့တောင်ဆက်ကိုလာပြီးတော့ရေတောက်တယ်ရုပ်ရှင်မှာပါပါတယ်နော်ကျွန်တော်တို့ဗာလေအကောင်းဟောလိဝုဒ်မင်းသားဘယ်လိုလဲကီနူရီနော်ကီနူရီရိုက်ထားတဲ့ Little Buddha ဆိုတဲ့ကားလေးမှာပါပါတယ်အဲ့မှာသူ့စာတာကတ်တဲ့ကနာနုစွန်းဟိုဖုံးပေးပြီးတဲ့တကားလားမလျှော့မတင်းစောင်းကြိုးညှင်းတဲ့ကဲ့သို့ဒီညတော့ငါတရားကျင့်မယ်ဆိုပြီးတော့သူဖျားဖြစ်မဲ့ညောင်မင်းအောက်မှာပဲသူစံမြန်းဖို့ကြံတယ်မြက်ထမ်းသမားလေးကမျက်ရှစ်စုပ်ကိုပေးတယ်မျက်ကိုလက်နဲ့ရှစ်စုပ်ပေးတာအဲ့ရှစ်စုပ်ကိုဘောဒီပင်နဲ့ရွှေပလင်းဘောဒီပင်အောက်မှာသူကကျဲလိုက်တဲ့ခါကျတော့14တောင်လက်နဲ့အတောင်ပဲဆိုရင်အတောင်14တောင်ကျဲဝင်းနေတယ်အဲ့ဝိုင်းဝိုင်းကြီးနေနောက်ကဘောဒီပင်တွေကတက်လန်ကွာတယ်ကျွန်တော်ဒီလိုကာထားဆိုတက်လန်ကွာတာပေါ့အဲ့ဒီညမှာဖျားမဖြစ်သမျှငါမထတော့ဘူးဆိုပြီးတော့ဇန်တမာဘတ်ဝင်စားလိုက်တာအဲ့ဒီညင်ဥယံမှာတင်ပဲသူကဖျားအဖြစ်ကိုရရှိတယ်ပေါ့ဒါအကျမ်းပြောတာပါအဲ့ဒီလိုတရားတွေရှောက်ဟောတဲ့အခါကျရင်ကျွန်တော်တို့ယင်နဲ့သိမရောက်ဘူးအဲ့တော့တချင်းလို့ဆိုတဲ့အခါကျတော့ကျွန်တော်ယင်နဲ့တန်းရောက်တာပဲနော်ဆိုကြပါစို့အဲ့တချင်းကိုနီနီဝင်းရွှေလဲဆိုဘူးတဲ့ထင်တယ်ကျွန်တော်မမအေးလဲဆိုဘူးတဲ့ထင်တယ်ဆိုတော့ဒီတော့အများကြီးဆိုဘူးမှာပေါ့မဟာဘောဒီပင်နဲ့တလန်ကွာပါသည်စัจ java လားငြိမ်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေပြီ34တောင်ကျေဝင်းပါတဲ့ပလင်တော်ပေါ်ထွန်းလာသည်ဖယားမဖြစ်သမျှငါမထတော်ပြီဟုလုံလာဥဒ္ဓဟာအစုံကြီးဘ
ဘော်ဒီပင်ရွှေပလင်းတဝဲဖွဲ့ခွေစံနေတော်မူသည်ဘဂဝါဇိနရှင်သည်တဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ရှင်ထဲကိုတန်းရောက်တယ်နော်ကျွန်တော်သိချစ်တဲ့ကျွန်တော်ရရင်ယူရင်သေးတယ်နီဝင်းရွှေဆိုထားတယ်နော်ဆိုပါတယ်သူကနီဝင်းရွှေဆိုတယ်နော်ရှင်ထဲကိုနော်တန်းရောက်တာပဲနော်ကြည်ညိုလိုက်တာလက်ဦးလေးတော့ချီမိရဲ့ကျွန်တော်သိလားတို့ဖះကကြည်ညိုစရာကောင်းလိုက်တာနော်ဆိုပြီးတော့ကျွန်တော်ဖះစာအုပ်တွေတရားစာအုပ်တွေအများပြဖတ်တော်လဲပဲရင်ထဲကိုရောက်ဖို့ကူးလို့ဖို့ဆက်ဆံဖို့ကနည်းနည်းလေးအဟံအတားဖြစ်တာပေါ့အဲ့လိုဂီတနဲ့ music နဲ့ဆိုင်းနေပုံနေနဲ့အတန်နဲ့ကြတော့ရင်ထဲဒိန်းနဲ့တန်းရောက်ပဲအဲ့ဒါကြောင့်ကျွန်တော်ထင်ပါတယ်မန္တလေးမြို့တောင်ဘက်ကတောင်မြို့လို့ခေါ်တဲ့အမရပူရမြို့ကမဟာကန္နာယုံဆရာတော်ရှင်စန္ဒကပိဝင်သားကသူ့ရဲ့တန်ဃာတော်များအပေါင်းကိုမနေ့ခင်းဩဝါဒပေးတဲ့အခါဘုန်းကြီးတို့တရားတွေဟောနေတာထက်မေရွှင်တို့မေဆွီတို့မမအေးတို့ဆိုတဲ့တခြင်းတွေကရင်ထဲပူရောက်တယ်ဘုန်းကြီးတို့ရဲ့ဆိုတာဟုတ်မှာဒါအမှုပညာရဲ့စွမ်းအားပေါ့နော်အမှုပညာရှင်များဟာအောက်မှာလဲစာရေးဆရာတွေအများကြီးထိုင်နေပါတယ်ကျွန်တော်ရဲ့မောင်နှမတွေဖြစ်တဲ့စာရေးဆရာမဂျူလေအောက်မှာငုတ်တို့ကြီးထိုင်နေတယ်သူမပြန်သေးဘူးကျွန်တော်သူ့ကိုလိုက်စနေတာတကယ်မောင်နှမအရင်ခောက်ဒီတိုင်းပဲကျွန်တော်တို့ရှောက်သွားကြတာနော်ကြံခဲ့တဲ့၄-၅နှစ်ကပုတ်ပါတောင်ချီရောက်တာမဂျူးနဲ့ကျွန်တော်နဲ့ကြောက်ပတောင်းသွားကြတာမလေးသူ့ကိုကျွန်တော်အရက်တွေပဲတိုက်ခဲ့သေးတယ်အဲ့မှာကြီးကျွန်တော်ရဲ့မောင်နှမတွေကျွန်တော်လိုက်စနေတာကြံခဲ့တဲ့9နှစ်လောက်ကထင်တယ်ကျွန်တော်ရဲ့ဆရာမဂျူးရဲ့ကိုဖေမြင့်ရဲ့ကိုချစ်ဦးညိုရဲ့မနက်ဖြန်လာမယ်ကိုချစ်ဦးညိုရဲ့ကျွန်တော်နဲ့မကြခင်ကမှတောင်ကူကပြန်လာတာမလေးမဂျူးလို့ကျွန်တော်ကြောက်ပတောင်းမှာဟောမှာဟုတ်ပုတ်ပါတောင်ချီရောက်ကြပြီကျွန်တော်တို့ guest house မှာထားတာဝိုင်တိုက်တော့မချွေဝိုင်လေးတောက်ပါလားဆိုတော့ဆရာလည်းကျွန်မမတောက်ချင်ဘူးမူးမှာကြောက်လို့တယ်သူကလည်းမင်းလေးဆိုတာအဲ့လိုပေါ့အဲ့ဒီနေ့တော့ဗျာနင်းနဲ့နှွဲ့တာပေါ့နော်ဆရာမတောက်ဆမ်းပါလို့ဆရာလည်းမူးမှာကြောက်တယ်တောက်ချင်ပါဦးမာညာပေါ့ဗျာအဲ့လိုလေးပေါ့နော်ကျွန်တော်လည်းအဲ့မှာနေမရဘူးကျွန်တော်ကဇွတ်တီကိုသမားကျွန်တော်ပြောမယ်ဝိုင်ဆိုတာမင်းကလေးတောက်တယ်ကလောမှာလည်းဝိုင်တောက်တယ်အောင်ပန်းမှာလည်းဝိုင်တောက်တယ်တောင်ကြီးမှာလည်းဝိုင်တောက်တယ်ကျွန်တော်တို့ကလောအောင်မန်းသွားဟောတဲ့အခါရှမ်းနေရကျွန်တော်ဒါနဲ့အခန့်တာပဲဆရာမတောက်ရမယ်ဆရာမနိုင်ငံကဘာလှည့်နေတဲ့စာရေးဆရာမတယောက်ကဝိုင်လောက်ကိုကြောက်နေလို့ဖြစ်မလား international ဆိုဆရာမရဲ့ဆရာမဗမာနိုင်ငံနဲ့ပြီးတဲ့မိမမဟုတ်ဘူးကဘာနဲ့ချီတဲ့မိမတောက်ရမယ်ဟုတ်လားအဲ့ဆိုတောက်မယ်တဲ့သူကလည်းကဘာနဲ့ကိုင်းထုတ်တော့သူလည်းကြောက်ပျောက်သွားတယ်မှာလေဒီတိုင်းတော့မတောက်ရဘူးဆရာရဲ့တကယ်အဲ့ဒါဆိုရင်လည်းကျွန်တော် strawberry လေးခုပြီးရင်တောက်မလားဆိုတော့တောက်မယ်တဲ့သူကအဲ့ဒါနဲ့ပုတ်ပါတောက်ကြီးရဲ့ဘေးနားမှာတစ်ပင်တွေကများတာကိုနော်စတော်ဘီလေးတွေစိုက်ထားတယ်အများကြီးပဲနီနီရဲလေးတွေຫນွယ်ကျိုးလေးတွေနဲ့စီထားလို့ပဲဒီမီဒီလေးတွေစီထားတဲ့အတိုင်းပဲနော်ကျွန်တော်အဲ့5-6လုံးခူးရေလေးတွေဗာလေးတွေဆေးပြီးတဲ့ခါကျသူ့ရဲ့ဝိုင်ခွက်ထဲကိုကျွန်တော်ညှစ်ထက်ရှင်သွားအောင်ပေါ့ဗျာပြီးတော့ဆရာမတောက်လက်ဆန်တစ်ခွက်ဆိုတော့ဝိုင်နဲ့စတော်ဘီနဲ့ဆိုတော့ချင်းစုပ်လေးသူတောက်ကောင်းတယ်ထင်ပါလေကောင်းလိုက်တာလေနောက်တစ်ခွက်တဲ့ဟတ်တိုက်ကောင်းလိုက်တာလေနောက်တစ်ခွက်ဘဲရမလဲမူးတာပေါ့သူလေဟုတ်တယ်မလားဆရာတဲ့ကျမဒီညစာပေဟောပြောပွဲမှာမဟောကျင်တော့ဘူးတော်ဘာညာအဲ့လိုဖြစ်လာတာပေါ့ဗျာအဲ့ဒါနဲ့သူ့ကိုအသာလေးထားခဲ့ပြီးနောက်မှကဲကျွန်တော်တို့အားလုံးဟောပြီးမှဆရာမလာပြီတော့ဆရာချီဦးညိုနံပါတ်1နံပါတ်2ကကျွန်တော်နံပါတ်3ကကိုဖေပြင့်နော်ပြီးတော့မှနံပါတ်ပါမယ်ကိုဖေပြင့်ကြီးပေါ့ပြီးတော့မှဆရာမကိုလာခေါ်မယ်ဆိုပြီးကျွန်တော်ပြန်လာခဲ့ကြကျွန်တော်အဲ့လိုဒုက္ခပေးတာရှမ်းပြည်သွားတဲ့အခါကျရင်လေဆရာကြီးဆရာမကြီးဒေါခင်ဆွေဦးအသက်ကြီးပါပြီနော်ဒေါခင်ဆွေဦးဆိုတာနာမည်ကြီးဆရာမကြီးပေါ့ကျွန်တော်ငယ်ငယ်ကသူ့ဆောင်တွေဖတ်ခဲ့ရတာနော်ဆရာမကြီးမနေ့စောစောထပြီဝိုင်တောက်ကြည့်စမ်းတောက်ကြည့်မယ်ဆရာချိုကိုသားချိုတဲ့သူကကျွန်တော်အကြိုက်တယ်တော့တယ်ကျွန်မ3လုံးဝယ်ပေးတယ်ရန်ကုန်အတွက်တယ်မလေးမလွယ်ဘူးနော်နောက်ရုပ်ရှင်မင်းသားကိုကျော်သူတို့နဲ့တွဲပြီးတော့နာရေးကိုညီမှုတင်းလုပ်နေတဲ့စာရေးဆရာမတယောက်ရှိပါတယ်ပရဟိတစာရေးဆရာမမတ်တမ်းမြင့်အောင်သူ့လဲကျွန်တော်ရှမ်းပြည်များလို့တိုက်တာပဲကြိုက်တာပဲသူကနောက်ဝယ်မယ်အဲကျွန်တော်စောက်လေးတုပ်ရေးဖို့ပြင်းနေတယ်လုံချင်းစောက်လေးတုပ်မကြခင်ထွက်မှာပါကျွန်တော်အရက်တက်ခဲ့တော့မိမများဆိုတာလေစောက်ထွက်ပါတော့မယ်1ကမတ်ဂျူးပေါ့ဗျာ2ကမတ်တမ်းမြင့်အောင်3ကပုံညခင်4ကရာသက်ပံအဲ့လိုကျွန်တော်လုံမလို့ထိုက်စနေတာနော်အလကားပါဟိုပေါ့နော်ပြောစီပြက်စီကျွန်တော်ပြောတာပါပေးတယ်လဲအာယုန်ကြီးညောင်းညာနေသလားလို့တခါစကားပြောရင်းနဲ့ကျွန်တော်တို့ break လေးတွေခံပေးရတဲ့အနားလေးတွေပေါ့အာယုံရောလေးတွေပြေသွားအောင်ကျွန်တော်စကားပြန်ဆက်ပါမယ်ခုနကျွန်တော်ပြောသလိုပဲပေါ့နော်ကျွန်တော်တို့တွေဟာတဲ့နော်နှလုံးသားတွေကိုကျွန်တော်တို့လှပအောင်ပြုပြင်တဲ့နေရာမှာအနုပညာလိုပါတယ်ဒါကိုကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာမှာအထင်ကြီးပုဂ္ဂိုလ်ဖြစ်တဲ့ဆရာတော်ဘုရားဖြစ်တဲ့တောင်မြို့ဆရာတော်ရှင်စန္ဒကဘိဝင်သားကဘင်လျင်သူ့ရဲ့ဆရာတော်တန်ဃာတော်များအားလုံးကိုသူဆုံးမခဲ့ပါတယ်တို့တွေတရားဟောနေတာထက်သချင်းတွေကပိုထိရောက်တယ်ယဟန်တို့တဲ့ဆိုတကယ်ဟုတ်ပါတယ်အနုပညာဟာလူရဲ့နှလုံးသားကိုပြောင်းလဲစေတာဟုတ်
ဒါကြောင့်ကျွန်တော်ကဒီနေ့ခေါင်းစဉ်ပေးထားတာနှလုံးသားကိုအလှဆင်ပါကျွန်တော်စိတ်တွေနှလုံးသားတွေကိုရိုးသားစေခြင်းနဲ့ဖြောင့်မတ်စေခြင်းနဲ့နူးညံ့စေခြင်းနဲ့စာနာတဲ့တရားတွေကြီးစိုးစေခြင်းနဲ့ဒီခေါင်းစဉ်လေးကျွန်တော်ပေးပြီးတော့ကျွန်တော်ဖတ်ဖို့မှတ်ဖို့တဲ့စာလေးတွေနဲ့ပါကျွန်တော်ပြောပြမှာပါကျွန်တော်တခုသွားတရိရတယ်နော်တခုတရိရတယ်ကျွန်တော်တို့တိုင်းပြည်ဟာနှလုံးသားကိုအလှဆင်ပါဘာညာတယောက်နဲ့လူသားတယောက်နဲ့တယောက်နဲ့စာနာပါဘာညာပြောတာပြောနေတယ်တကယ်ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီစာနာခြင်းတရားတွေကဟိုးကပီကဘာတွေကဖွံ့ဖြိုးတိုးတက်ခဲ့တာပါမိများမိနေလားမသိဘူးကျွန်တော်တို့နိုင်ငံကိုဦးစီးဦးဆောင်ပြုခဲ့သောဗိုလ်ချုပ်အောင်ဆန်းလောက်စာနာတဲ့တရားရှိတဲ့လူနှလုံးသားလှတဲ့လူကဘာမှရှိနိုင်ပါမလားဆရာကြီးဒေါက်တာတန်းထွန်းပြောတဲ့ကဲ့သို့အောင်ဆန်းမှတပါအခြားမရှိနိုင်ပါမလားဘာကြောင့်ဗိုလ်ချုပ်အောင်ဆန်းကိုတိုင်းပြည်လူထုကချစ်ကြတယ်လဲဆိုတော့နှလုံးသားလှလို့ဒါပါပဲကျွန်တော်တို့မြစ်ကြီးနားဘက်ကိုယထာနဲ့တက်တဲ့ခါမှာကျွန်တော်တို့ရွာတရွာကိုဖြတ်ရပါတယ်မန်လဲကြီးရွာရွှေဘိုနဲ့မြစ်ကြီးနားကြားမှာရှိပါတယ်ကျွန်တော်တို့မြစ်ကြီးနားကိုဟောပြောပွဲသွားစဉ်ကာလတုန်းကပါတာဘောဆရာချစ်ဦးညိုနဲ့ကျွန်တော်နဲ့ဒိုက်တာကြီးစိုးထွန်းနဲ့ကချင်ပြည်နယ်သွားတဲ့အခါကချင်ပြည်နယ်အနှံ့ပြားပေါ့မန်လဲကိုကျွန်တော်တို့ဖြတ်ရတယ်မန်လဲရွာလေးပေါ့ကျွန်တော်တတိယလိုက်တာနော်မန်လဲဆရာတော်ဖះဘုံဘုံတို့သိမှာပါနော်ဒီတန်ဃာတော်များသိမှာပါမန်လဲဆရာတော်ဖះတိတ်စတတ်တဲ့ပုဂ္ဂိုလ်ကြီးပေါ့သူ့ရဲ့ကျမ်းတစ်ခုရှိပါတယ်မာဂဒေဝလင်္ကာတိအဲ့ဒီထဲမှာကျွန်တော်၅ချောင်းကျွန်တော်ကြိုက်တာရှိတယ်ပညာပြည့်ဝနှလုံးလှသောကိစ္စကြီးငယ်ဆောက်တဖွဲ့လင်းတဲ့ကျင်းကျယ်ထွင်းဖောက်ဖြတ်တောက်လိုရာပြီးနိုင်စွာဤသိကြိုက်တာပဲပညာပြည့်ဝနှလုံးလှသောလူမှာနှစ်ခုလိုတယ်တစ်ကပညာ education နှလုံးလှသောနှစ်ကတော့လှပသော beautiful mind ပေါ့လှသောစိတ်ပေါ့အဲ့နှစ်ခုရှိပြီဆိုရင်တဲ့ပညာပြည့်ဝနှလုံးလှသောကိစ္စကြီးငယ်ဆောက်တဖွဲ့လျင်ကျင်းကျယ်ထွင်းဖောက်ဖြတ်တောက်လိုရာပြီးနိုင်စွာဤလောကမှာအောင်ပွဲဆင်မယ်တဲ့တခုရောလို့မရဘူးနှလုံးသားတွေတိတ်လှပြီးတော့စာမတက်လို့လည်းဘာမှတိတ်အကျိုးမရှိဘူးစာတွေတိတ်တက်ပြီးတော့နှလုံးသားကြီးကြမ်းခတ်တော်နေရင်လည်းဘာမှလုပ်လို့မရဘူးဘိုလ်ချုပ်အောင်ဆန်းကအဲ့နှစ်ခုနဲ့ညီရသောပုဂ္ဂိုလ်သူတက်တဲ့ပညာကရိုးရိုး BA ဘွဲ့လေးပါဘိုလ်ချုပ်အောင်ဆန်းစာမွေးအောင်လာတဲ့မြို့ကနတ်မောက်မြို့လေးပါနတ်မောက်မြို့က10တန်းအောင်လာတဲ့ပုဂ္ဂိုလ်ပါသူရတဲ့ဘွဲကရန်ကုန်တက္ကသိုလ်ကဘွဲပါအဲ့ဗိုလ်ချုပ်အောင်ဆန်းဘွဲရတဲ့ခေတ်မှာသူနဲ့အပြိုင်ဆိုင်ပုဂ္ဂိုလ်အများအပြားကလန်ဒန်ကပြန်လာပြီးတော့ဒေါက်တာဘာညာဖြစ်နေတဲ့ခေတ်ဥပမာဒေါက်တာဘန့်ပေါ့ဥပမာဒေါက်တာဘဟန်ဥပမာပေးတာပါသူတို့ပုတ်ခတ်တယ်မဟုတ်ပါဘူးအဲ့လိုလူတွေအများကြီးရှိတဲ့ကြားတွေကကိုအောင်ဆန်းဆိုသောပုဂ္ဂိုလ်ဘာဖြစ်လို့လူတို့ကချစ်ကြတာလဲရှင်းလေးပဲဒါလှနှလုံးသားလှလို့ပေါ့စိတ်ထားလှလို့ပေါ့ तू ကဘယ်လောက်များစိတ်ထားလှလဲဆိုရင်တဲ့မိမအပေါ်မှာတော့လကောသားသမီးပေါ်မှာတော့လကောသူရဲ့လှုပ်ဖော်ကိုင်မဲ့စစ်သားတွေပေါ်မှာတော့လကောပြည်သူလူထုတာမန်လူထုပေါ်မှာတော့လကောတိတ်စိတ်လှတဲ့ပုဂ္ဂိုလ်တယောက်တိတ်ကြက်တည်ရှိတဲ့ပုဂ္ဂိုလ်ပေးတဲ့အများတည်ပြီးတဲ့အားလေးကျွန်တော်ဒီနေ့ပြန်ပြောခြင်းနေအားလုံးတည်ပြီးသားပါဗိုလ်ချုပ်အောင်ဆန်းဒေါခင်ကြီးပေါ်ထားတဲ့စိတ်ထားဟုတ်တယ်မလားတာဝါလေးအိမ်မှာနေတယ်အောင်ဆန်းဦးလည်းရပြီအောင်ဆန်းလင်းလည်းရပြီဒီလိုနေစဉ်ကာလမှာဗိုလ်ချုပ်အောင်ဆန်း तू ကဗမာနိုင်ငံရဲ့စစ်တပ်ကတင်နာပလီလည်းဖြစ်ခဲ့ဘူးတယ်ဖဆပလအဖွဲ့တဲ့ကဖဆပလရဲ့ဥက္ကဋ္ဌလည်းဖြစ်နေပြီလွတ်လပ်ရေးကြိုးပမ်းနေစဉ်ကာလလွတ်လပ်ရေးရဖို့2နှစ်3နှစ်ပဲလိုတဲ့ကာလမနေ့အိယာနိုးလာတဲ့အခါကျတော့ညတိုင်းပြည်ရဲ့တာဝန်တွေနဲ့အေးအေးမဝတဲ့အခါကျတော့နိုးလာပြီပြန်လဲမေးကျင်တယ်သို့တော့မနေ့ကျတဲ့အခါ तू ကယုံတက်ရမယ်အဲ့တော့မနေ့မိုးလင်းလင်းချင်း तू ကအစားအစာတစ်ခုခုစားကျင်နေပေါ့ဗျာမနေ့စာပေါ့မနေ့ခင်းစာလေးပေါ့ဗျာ breakfast ပေါ့မွေးငါလေးပါလေးထမင်းကြော်လေးပါလေးတစ်ခုခုပေါ့နော်စားကျင်နေပေါ့အဲ့တော့စားကျင်တဲ့အခါကျတော့ तू ကပြန်တော့မေးမယ်သူကတည်းကဒီဘက်မှာဒေါခင်ကြီးကကလေး2ယောက်နဲ့ဟိုဘက်မှာအိတ်နေတာဘူးလှမ်းကြည့်တဲ့အခါကျတော့ဒေါခင်ကြီးကအသာလေးမှင်းနေရှာတယ်တဲ့ तू ကညပင်မရှာတယ်လေယောက်ျားပြန်လာတဲ့အထိစောင့်ရထမင်းခုကျွေးရဗာကျွေးရဆိုတော့ဘလောက်များဗိုလ်ချုပ်အောင်ဆန်းမိမပေါ်စာနာတဲ့တရားရှိလဲဆိုရင်ခြေထောက်နဲ့ဗာနဲ့ကန်ကက်လက်နဲ့ရိုက်ပုံမနှိုးဘူးတဲ့ဗျာမခင်ကြီးထမနေ့ကျရင်ငါ့အတွက်ဗာပြင်ထားတဲ့ဗာညာဒီလိုမရှိဘူးတဲ့ခြေထောက်လေးအသာလှက်ကြည့်ပြီးတော့အော် तू လည်းပင်မရှာလိုက်တာငါနဲ့ရကပါငါမှလည်းစီးပွားရေးအဆင်မပြေတိုင်းပြည်ခေါင်းဆောင်ဖြစ်ပါလဲနဲ့ငါမှတိုက်လည်းမရှိကားလည်းမရှိရေတံမှုစက်ုံလည်းမရှိအရက်ချက်စက်ုံလည်းမရှိနော်7ကားကြီးတွေလည်းမရှိဘီလာမြေစက်ုံလည်းမရှိဟိုတယ်ဒီဘာတွေလည်းမပိုင်စသည်ဖြင့်ပေါ့ဗျာ तू လည်းတွင်းမှာပေါ့အဲ့ဒါနဲ့ तू ကမိမကိုကြည့်ပြီး तू တနာတယ်စာနာတယ်တဲ့စိတ်ထားသိလှတယ်နော်တကယ်ကို beautiful mind ပဲဘုရားဆန်းကတော့အဲ့ဒါနဲ့ဘာလို့လဲဆိုတော့မခင်ကြီးနိုးရင်နိုးလာခြင်းသူ့တဲ့ပြင်ဆင်လို့ရအောင်ဆိုပြီး तू ကစာလေးဆောင်ရေးတယ်ဒါအားလုံးသိတဲ့စာလေးပေါ့ဟုတ်လားမလားကြည်တဲ့
ပဲပြုတ်နဲ့နံများလေးရရင်စားကျင်တယ်တဲ့အောက်ကအောင်ဆန်းပေါ့ပြီးလဲပြီးတော့သူကဓာကြီးစာလေးကိုသူကနှိုးပြီးမပေးမနဲ့ဒေါခင်ကြီးမြင်နိုင်တဲ့ဇပွဲကုံလေးပေါ်မှာဒါလေးချပြီးတော့အပေါ်ကဖိတဲ့ကြောက်တုံးလေးနဲ့ဖိထားတယ်သူပြန်ပြီးမေးတယ်အိတ်တယ်ပေါ့ဒေါခင်ကြီးမနဲ့မိုးလင်းလို့နိုးလာခဲ့တဲ့ခါကျရင်မျက်လုံးလေးမှလေးတက်ပြီးတဲ့ခါဇပွဲပေါ်လှမ်းကြည့်မယ်စာပေလေးတွေ့မယ်ဖတ်ကြည့်တဲ့ခါကျတော့ဩဒီစာလေးတွေ့မယ်ကြည်ပဲပြုတ်နဲ့နံပြရရင်စားကျင်တယ်အောင်ဆန်းကျွန်တော်ဒီစာလေးကဗိုလ်ချုပ်မဆန်းရဲ့နှလုံးသားကိုလှည့်ဟပြတဲ့စာလို့ကျွန်တော်ကထင်တယ်သူ့စာမှာအမိန့်ပေးတဲ့ဟာမပါဘူးသူကအင်္ဂလိပ်စာနဲ့ပြောရင်တော့သူကဘာပြောမလဲဘာ pattern ခေါ်မလဲ if pattern ပေါ့နော် if ဆိုတာပါလေဖြစ်ခဲ့လျင်ပေါ့ရခဲ့ရင်စားကျင်တယ်မင်းအစီပြေခဲ့ရင်ဈေးတောင်လာခဲ့ငါစောင့်နေမယ်ဘယ်တော့ဒီပွင့်ခဲ့ရင်မင်းငါခူးပေးမယ်ကိုအစီပြေခဲ့ရင်ငါမင်းလေးကိုလာခဲ့မယ်ဒီလိုခဲ့လျင်ဆိုတာသူကတစ်ဖက်သားကိုကြားတာတဲ့စိတ်ပေါ့ရမယ် must မဟုတ်ဘူးသူကဘယ်တော့ဘာကိုမင်းငါခူးပေးရမယ်မင်းမနေ့ကကျရင်ဈေးတောင်ကစောင့်ရမယ်မင်းငါအချစ်ကိုလက်ခံရမယ်ဒီလိုမဟုတ်ဘူးသူကနော်အမိန့်ပေးတာမပါဘူးအစင်များပြေခဲ့မယ်ဆိုရင်ပေါ့ကြည်တဲ့ပဲပြုံးတဲ့နံများလေးရရင်စားကျင်တယ်တဲ့အောင်ဆန်းဒီစာလေးကကျွန်တော်တို့နိုင်ငံမှာတမိုင်းဝင်စာလေးပေါ့ဩတို့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအသက်30စွန်းလေးနဲ့အသက်ကိုစွန့်ခွာသွားပြီးတော့ရက်ဆက်သူရဲ့တနတ်ပြောင်းဝမှာသွေးပွက်ပွက်ဆူရတဲ့အောင်ဆန်းဒီလူကဒီစိတ်လားနတ်မောက်သားဒီစိတ်လားကျွန်တော်ဒီတိုင်းကြည့်ခွေရတယ်လေဘယ်အောက်မှာထိုင်နေတဲ့ကျွန်တော်အကိုကြီးတော့ရှိသေးလားမသိဘူးကျွန်တော်ပြီးရင်တက်လာမဲ့ကိုတာစာရေးဆရာမောင်ကိုတာဆိုရင်ဘယ်ရမလဲအမတန်မောက်ပါတယ်သလုံးသားကျန်းတဲ့လူကြီးသူမိမနာမည်ကျွန်တော်သိတယ်မမအေးကျွန်တော်သိတာပေါ့သူဆိုအဲ့လိုရေးပါမလားကဲရေးမထင်ဘူးစာရေးဆရာကိုတာကိုကျွန်တော်ဗိုလ်ချုပ်ကြီးခန့်လိုက်မယ်ဗျာလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလဗိုလ်ချုပ်နော်ခွေးကမဟုတ်ဘူးသူဘယ်လိုရေးမခင်လဲတို့မအေးသူ့မျိုးသမီးကျွန်တော်မမအေးခေါ်တို့မအေးတန်လွင်လန်းဝန်တာမီယာကမာရုပ်မြို့နယ်ရန်ကုန်မြို့နေဆွဲပါနေဆွဲဘယ်လောက်နေဆွဲမမီယာဟုတ်ဖြစ်နေတယ်ဒီနေ့31ရက်နေ့ဒီဇင်ဘာလ2020အကြောင်းအရာပဲပြုတ်နှင့်နံပြားဆိုင်ရန်ကိစ္စကျွန်ုပ်ဗိုလ်ချုပ်ကြီးမောင်တာသည်နန်းနဲ့မိုးလင်းလျင်မိုးလင်းချင်းပဲပြုတ်နှင့်နံပြားကိုစားလို့သည်အစင်းနဲ့ပြင်ဆင်ထားရန်အကယ်၍ပြက်ကွက်သည်ရှိသောသေတံပုံဗိုလ်ချုပ်ကြီးမောင်တာဘာညာပေါ့ဗျာမမြင်ရဘူးကျွန်တော်မမြင်ရဘူးလက်နဲ့ခါကြည့်နေတာကျွန်တော်အဲ့လိုလှုပ်ရှင်လုံးမဲ့လူကြီးလားမသိဘူးဗျာနော်ကျွန်တော်မသိဘူးပြောတာနော်သူနှလုံးသားကျန်းလားပထော်လားခက်ထန်ကျန်းနေတာမကျွန်တော်မသိဘူးနော်ဥပမာပေးတာပါကျွန်တော်တို့ကိုအောင်ဆန်းကတော့ဗိုလ်ချုပ်အောင်ဆန်းကတော့တိတ်ချစ်စရာကောင်းတာပဲနော်မိမအပေါ်တော်စာနာသူတဲ့ပရိသတ်ထဲမှာကျွန်တော်ပြောလိုက်မယ်တချို့ယောက်ျားများဟာကိုလင်ကိုမယားပေါ်တော်မှာခင်ဗျာဗိုလ်ကြတယ်နော်တက်ဦးဆံမိုင်ဆန်တယ်နော်ကိုဘီယာတောင်းရင်တောင်းမယ်အပေါင်းအသင်းနဲ့ပြောမယ်အိမ်ပြန်လာမိမပြောရင်ပပရိုင်းနေတဲ့လူတွေအများကြီးပဲအလွန်တရာကြမ်းတမ်းခက်ထန်သောလူတွေရှိပါတယ်ကျွန်တော်တို့ကတော့အဲ့ထက်မပါပါဘူးနော်အရှိရဆင်းသွားသောဆရာဦးကြည်မင်းလည်းမပါပါကျွန်တော်တို့နောက်ကတက်လာမယ့်ဆရာကိုတာလည်းမပါပါကျွန်တော်လည်းမပါပါကျွန်တော်ဆိုမိမတားချစ်တဲ့လူပေါ့ထမင်းအောင်လျှော်ပေးတဲ့လူပါဗျာကျွန်တော်ကနော်ရှောက်နောက်ပြောင်းနေတာထားပါအမတန်ကြက်တည်ရှိတဲ့မွန်ပြည်နယ်ညချမ်းမှာကျွန်တော်တို့ကတာမညောင်ညပါကျွန်တော်တိတ်ချစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကြောင့်ပြောနေတာပါတိတ်စလုံးသားလှတဲ့လူပဲနော်သူ့ကိုအောင်ဆန်းဖြစ်စေတာဒါပဲကျွန်တော်ထင်တယ်သားတွေသမီးတွေပေါ်ကြတော့တိတ်ဆာနာတာပဲတဲ့ဖေကတော့လမ်းထိပ်ကလက်ဖိတ်ဆိုင်မှာတောက်နံပြားနဲ့ပဲပလာတာနဲ့စီကရက်တဘူးနဲ့အပေါင်းတင်းရောင်းရင်းနေနဲ့အမလေးကော်ဖီတောက်လိုက်ပါလေစီကရက်တွေဖွာလိုက်တန်ငကြီးနဲ့အပေါင်းတင်းနဲ့ရှင်းလိုက်ခလေးလေးကြတော့ပတ်စံ200ပေးပြီးသွားစားချမ်းမသားမင်းသိမလားဆိုရိုက်တဲ့အဖေတွေလောကမှာအများကြီးဗိုလ်ချုပ်အောင်ဆန်းဒီထဲမပါဘူးနော်ထမင်းစားတဲ့အခါကြတော့တဲ့နော်အရက်ကဘူးတော့နှိမ့်လိုက်ဦးမင်းထမင်းစားတဲ့အခါကြတော့ဗိုလ်ချုပ်အောင်ဆန်းမနဲ့အာယုံလင်းလာတဲ့ခါကျတော့သူကဟိုဝင်းကြီးများရုံတက်တော့မှာထမင်းစပွဲပြင်ထားတယ်တဲ့ဒီလိုကျွန်းစပွဲခတ်ညိုညိုပေါ့အပေါ်မှာပြင်ထားတဲ့ပကံထမင်းနဲ့ပကံနဲ့ဟင်းတွေကတိတ်ကြေခွဲစရာကောင်းတယ်ထမင်းအဖြူလေးတစ်ပကံနဲ့ဘေးမှာဝက်ဟူချောင်းလေးက4-5တောင်းနဲ့ဘာမှမရှိဘူးဒါပဲဟင်းညိုဘာညာမပါတခွားသီးတွေဘာတွေကိုလှုပ်ထားတဲ့အချင်းမပါကျက်သွန်ဘာလှီးနေုပ်သီးစိမ့်ဘာလှီးတမယာရင်ညှစ်စားလေးပါလေးထည့်ပြီးတော့နေထားတဲ့ချင်းငံဆက်အချင်းလည်းမပါဒီတိုင်းထမင်းမြူတပွဲနဲ့ဝဲဥကြောင်းလေး5တောင်းနဲ့စားနေတာပိဿကကျွန်တော်မေးမယ်မောင်တာချိုဆိုတဲ့စာရေးဆရာရက်ကွန်းညံကုန်းရည်စရာရေးတဲ့ကောင်မင်းကအဲ့ဒါမှီလို့လားဆိုတော့ကျွန်တော်လည်းဒိဗ္ဗစက္ခုညံရသူမဟုတ်ပါဘူးကျွန်တော်လည်းစာအုပ်စာပေဖတ်ပြောရတာပါဥပမာတက္ကသိုလ်နေဝင်းစာအုပ်တွေကျွန်တော်ဖတ်ရတယ်ကျွန်တော်ဒီစာအုပ်ဖတ်ပြောနေတာကျွန်တော်ဒိဗ္ဗစက္ခုညံရတာမဟုတ်ဘူးအဲ့ဒီစာအုပ်ထဲမှာပါနေတာဘာလဲဆိုတော့ဘိုးကျောင်းဆန်းကမောင်ကျက်တွေခေါင်းပေါင်းလေးနဲ့တဲ့တိုက်ပုံအမဲလေးနဲ့တဲ့သူကယုံသွားတော့မှာ
ဒေါခင်ကြီးကထမင်းပြင်ထားတဲ့အချိန်မှာ तू ကပကံလေးနဲ့ထမင်းစားပြင်မလို့ပြီးတော့ထမင်းလေးကိုပါဇက်တဲ့ဟာပြီးတော့ဝက်ဥချောင်းလေးကိုလေထိုးလိုက်ကောဘေးနားမှာရှိနေတဲ့အောင်ဆန်းဦးကခြားတိတ်ကလေးပေါ့အခုအမေရိကန်မှာနေနေတဲ့ကိုကောင်ဆန်းဦးကခေါင်းလေးပြည့်ပြည့်နဲ့ပေးတားလဲဘိုက်စာနေပြီပေးကတားကိုခွန်မှာတားမဝသေးဘူးဗျာတဲ့အခုနစားပြီးသားလေးပေါ့နော်စားပြီးသားလေးသူကလေးတွေရဲ့သဘာဝအတိုင်းမိဘစားတဲ့ကထက်စားကျင်တာပဲ तू ကဘယ်ကလေးမဆိုဒီတိုင်းပဲဘလောက်ပဲဘိုက်ကားနေအဖေမင်းနာကိုကတ်တာပဲလားအကျဉ်းသာယူအောင်လိုချင်တာပေါ့ဘိုက်ကစားတာမဟုတ်ဘူး तू စိတ်ကစားတာမိဘရဲ့မြစ်တော်လိုချင်တာပေးတားကိုခွန်တားမမဝသေးတော့ပေးရောက်ဆိုတော့ဘိုးကျောင်းဆန်းမမှန်မဲအပြင် तू ကပြုံးပြီးတော့ဗဇနာထမင်းလို့ကိုပြန်ချပြီးတော့မှကိုဦးကလည်းကောဟာတဲ့မဝသေးဘူးလားတားကြီးရလဲတဲ့ရောက်ရတယ်စားဆိုခွန်းတယ်ပြီးပြန်ယူတယ်ပြီးနောက်ဆုံးခတ်တယ် तू စားဖို့အငယ်ကောင်လေးရေတစ်ပြီးသေးတဲ့အောင်ဆန်းလင်းလေးရလဲပေါက်စာလေးရှိသေးတာအောင်ပေးတားကြတော့မခုံပေးရောတောင်းမှမချတော့ပေးပါအောင်ပေးမှပါညာပေါ့ဗျာမလေးကျွန်တော်ဒိုက်တာကြီးစိုးထုံးကအောင်ထုံးလေးတဲ့နာမည်ပြတာတယ်အောင်ထုံးလေးကြာနာပဲလုပ်နေရဆိုတော့တကယ်ခြေခွဲစရာကြီးပါနော်အဲ့ဒါနဲ့ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးခင်ဗျာမစားရှာဘူးတဲ့ तू ကအဲ့ဒါလေးကိုအသားလေးခတ်ပြီးတော့ရောကိုလင်းစားဦးနောက်တစ်ခါတပကံခတ်ပြန်တယ်နောက်တစုံပေါ့စားမယ်လို့ပြန်ဟောအောင်ဆောင်ကပေးတားလည်းမဟုတ်သေးဘူးတောက်နောက်တစုံခွန့်အောင်ပြပေးရလဲဆိုမှအဲ့ဒါအေးကိုဦးခွန့်လိုက်တယ်သူ့ပါဇက်သေးကိုတလုံးမှမရောက်သေးဘူးတဲ့၄-၅လုံးမှာအဲ့ဒါကိုလှမ်းမြင်တဲ့သူ့ရဲ့ဇနီးတဲ့အမျိုးသားခေါင်းဆောင်ကြီးရဲ့ဇနီးတဲ့ဒေါခင်ကြီးကရင်ထဲကိုစွတ်ပြီးတော့အော်ငါလင်ငါသားငါယောက်ျားဂျပန်ကိုလည်းတက်လိုက်ရတာအင်္ဂလိပ်ကိုလည်းတက်လိုက်ရတာလွတ်လပ်ရေးကြိုးပလိုက်ရတာလွတ်လပ်ရေးရဖို့နည်းနည်းပဲလူတော့လည်းပြောတယ်ခုဒီလည်းတခါမှစီးပွားရေးလည်းအဆင်မပြေထမင်းလည်းနှက်မှန်အောင်မစားတဲ့ဘဝရောက်နေတာကြည့်ပါဦးသူ့သားနှစ်ယောက်နဲ့သူနဲ့ဖြစ်နေကြတာတဲ့ထမင်းတစ်ပကံနဲ့ဝက်ဥကြောင်း9000နဲ့ဝက်အောင်မစားတဲ့ဘဝရောက်နေတယ်ဆိုပြီးရင်ဖိတယ်သိလားအဲ့ဒါနဲ့ဟိုဘက်ကအသာလှည့်ပြီးတော့မိမဆိုတော့ယောက်ျားစိတ်မကောင်းမှကြောက်တဲ့ခါကျတော့လိုက်ကာလေးနဲ့မျက်နှာကိုကွယ်ပြီးတော့မျက်ရည်လေးစို့လာတော့အသာလေးနောက်ကိုကွယ်ပြီးတော့နည်းနည်းတုတ်ပြီးတာနဲ့ဟန်ဆောင်ပေါ့ဗျာအိမ်မှာသားတဲ့သမီးတွေငတ်တဲ့ခါမိဘတွေမျက်ရည်ကျသလိုပေါ့ဗျာထမင်းစပွဲလှမ်းကြည့်ပြီးတော့မအေးကငပိနဲ့ကျွေးနေတဲ့ကလေးတွေကိုရှေ့မှာတော့ပဲပြောနောက်ကွယ်ပြီးမျက်ရည်တုတ်ပြီးသားတို့စားကြနောက်မနေ့မှကြရင်မေမေကြီးဟင်းချက်ကျွေးမယ်ပြောတဲ့ပုံစံမျိုးဖြစ်မထင်နဲ့နော်ကျွန်တော်တော့အသာလေးကာပြီးတော့မျက်ရည်တုတ်ပြီးတော့ဟန်ဆောင်လိုက်ပြီကိုဦးတို့ကိုလင်းတို့သားတို့ကလည်းကွာတဲ့မဝကြသေးဘူးလားဖေဖေကအခုရုံးသွားမှာဖေဖေဘိုက်စာနေမှာဘောသားတို့ရဲ့ဆိုပြောလိုက်ခါကြတော့ဒီမြင်ကွင်းကိုဘယ်သူမှမြင်တာလဲဆိုတော့ဘုံကျောင်းအဆိုင်ရဲ့အကိုနတ်မောက်ကရောက်နေတဲ့ဥအောင်တန်းအကိုရင်းကမြင်တာတဲ့အဲ့ဒီအကိုအိမ်ထဲဝင်ပြီးချုံမချငိုတယ်တဲ့အောင်ဆန်းကမင်းဖြစ်ဆိုးလိုက်တာနိုင်ငံတော်အကြီးခဲ့တယ်ကွာမင်းကဝက်ဥချောင်းလေးတော့ဝက်အောင်မစားရဟမ်ဘာဂါအချက်တရာစားပါတော့လားတပလင်းကိုသိန်း30 50တန်တဲ့ရက်တွေငါကြောက်ဘူးလေတောက်ပါတော့လားဟုတ်တယ်မလားမတ်တူးကိုစီးပါတော့လားပါကျတော့ကိုစီးပါတော့လားအောင်ဆန်းရလင်ခရူဇာကိုစီးပါတော့လားဟာလက်ဆက်ကားကိုစီးပါတော့လားဟာအမျိုးစုံကသူကြေခွဲမှာညီလေးတယောက်ကြည့်ပြီးတော့မင်းမိုက်လိုက်တဲ့ကောင်ကွာအောင်ဆန်းကဆိုပြီးတော့အဲ့ဒါနဲ့ဖုံးလှမ်းဆက်တယ်တဲ့သူမိမဗာလဲနုလို့ခေါ်တယ်နော်ဒေါ်နုဆရာကြီးဦးအောင်တင်းရဲ့မွေးစားအမေလို့ပြောတာပဲနုရေဟယ်လိုကိုကွာအောင်တန်းအကိုဘာဖြစ်လို့လဲငါစီကိုပတ်စံ200 300လောက်ပို့လိုက်စမ်းပါအခုဘာဖြစ်လို့လဲရန်ကုန်မှာငါမလိုပါဘူးတဲ့ငါညီအောင်ဆန်းတက်ပါတဲ့မောင်လေးဘာဖြစ်လို့လဲတဲ့ဒီကောင်လေးလင်မယားထမင်းစားတာကြည့်ပြီးငါရင်ထဲမှာငါမချိမဆန်ဖြစ်နေတယ်နုရဲ့200 300ပို့လိုက်စမ်းပါအဲ့ဒီလိုပုဂ္ဂိုလ်တဲ့ကဲကြေခွဲစီရပါနော်မိမအပေါ်စာနာတဲ့စိတ်သားသမီးပေါ်စာနာတဲ့စိတ်ဓာတ်နှလုံးသားတွေလှလိုက်ကြတယ်ကျွန်တော်တို့ကဒီလိုလှုပ်ဖွဲ့စီမှာကြီးလာတဲ့လူတွေကျွန်တော်တို့ကဒီနိုင်ငံသားတွေတိတ်ချစ်စရာကောင်းတာပဲကျွန်တော်တော့ဆိုဘယ်ရမလဲဆရာကိုတာကိုကျွန်တော်ခန့်လိုက်ချင်တယ်ဘုံကျုံဆန်းနေရမှာနိုင်ငံတော်အကြီးကဲဘယ်ရမလဲဟယ်လိုသူဆက်မှာပေါ့ထိတ်တာဟိုတရလားဒုမိသားစုထမင်းလာစားမယ်ဒင်နာလာစားမယ်ငါခဲမ3ယောက်ပါမယ်ငါမိမဘက်ကရောက်ခမတွေပါမယ်မင်းတို့ပြင်ထားလိုက်ဟာလားခုချိန်လာခဲ့မယ်ဟာလားမင်းတို့ဟိုတယ်တစ်ခုလုံးရှင်းလိုက်စမ်းလုံညုံရေးချထားလိုက်ဘာညာပေါ့ဗျာပုတ်ဘာညာအပြာခတ်တော့မှာပေါ့အပူကြီးကိုတာပဲညာပေါ့ဘာညာဒိန်းလာပြီးတော့လုံးမှာပေါ့ဗျာဒုက္ခမြဝက်ဥချောင်း9ချောင်းနဲ့ထမင်းပြူတပွဲနဲ့စားရတဲ့နိုင်ငံခေါင်းဆောင်ပြီးတော့သားလေးတွေမြောက်ကိုခွန့်နေတာဒီမြင်ကွင်းကတိတ်ကြေခွဲစရာကောင်းတယ်တဲ့လူတိုင်းပြောတာနော်ထားလိုက်အောင်ဒါသားသမီးကိစ္စကျွန်တော်တတိယကိစ္စပြောဦးမယ်သူ့ရဲ့တက်သားတွေပေါ်ထားတဲ့စိတ်ထားဗိုလ်ချုပ်အောင်ဆန်းအိမ်မှာသူ့ရဲ့ကိုရံတော်စစ်သားလေးတွေ5ရက်10ယောက်ရောက်20အမြဲတမ်းရှိတယ်တနေ့သူတို့ဝင်းကြီးဖွဲ့တဲ့လူတယောက်ကဗိုလ်ချုပ်အောင်ဆန်းရဲ့တာဝါလေးအိမ်ကိုဝင်သွားတဲ့အခါဘာဖြစ်လာလဲဆိုတော့နောက်ဖေးကန်းထဲမှာထမင်းစားနေတာစစ်သားလေး9ယောက်10ယောက်လောက်ရှိမယ်တဲ့တိတ်ညံ့နေအလွန်တရာညံ့နေကွာတဲ့ကျွန်တော်တို့ရဲ့
ရုပ်ရှင်ဒါရိုက်တာကြည်စိုးထွန်းကပြောတာကျွန်တော်ဟေ့ကိုသားချိုတိတ်ညံ့နေထမင်းများတယ်အကိုဘလို့ထမင်းလဲလို့ဟာခင်ဗျာဆန်းအကျန်းနီနေရဲ့ကြီးတွေအညာမှာဆင်းသားစားတဲ့ဆန်းများတယ်ဗကန်ထဲမှာခြေလိုက်ရင်ဇလုံးပေါ်ကိုကလန်ကလန်ဆိုကြတဲ့ဆန်းချမ်းနေတဲ့ဟင်းကအလင်းမှာဘာလဲဆိုတော့ခရမ်းညီလေးငပိကြက်လို့ဟာမျိုးဟေ့လူအဲ့ဒါပဲတဲ့စစ်သား9ယောက်10ယောက်ကအဲ့ဒါနဲ့နေစားနေတာဇလုံးကြီးနေနေတယ်ကဲဒေါခင်ကြီးကပြင်ပေးထားတာအဲ့ဒါနဲ့အဲ့ပုဂ္ဂိုလ်ကတန်တရားပေါ်သွားပြီးတော့စစ်သားတွေကသူတို့စားမှာပေါ့သူတို့လင်မယားကြတော့လဲအထက်မှာဝက်ပေါင်ကြောက်ကြိုက်ရင်လဲကြိုက်နေမှာပေါ့ကြက်ပေါင်းနဲ့နှိမ့်လဲနှက်နေမှာပေါ့ဆိုပြီးတော့အထဲကန်းလဲဝင်လိုက်ကိုမွန်ပြည်နေရကျွန်တော်ရဲ့မိတ်ဆွေများအံ့ဩစရာမကောင်းဘူးလားအဲ့ဒီတိုင်းပဲတဲ့အပြင်အတိုင်းပဲသူကအဲ့ဒီထမင်းကာလာအဲ့ထမင်းအယောင်အဲ့ထမင်းချမ်းမျိုးနဲ့အဲ့လိုခန်းကြီးဒီငပိကြံမျိုးနဲ့လင်မယားနှစ်ယောက်နေစားနေရတယ်ဗျာအပြင်ကစစ်သားလေးတွေကတရင်မှမရှိတဲ့ကောင်တွေကလေအဲ့ထမင်းနဲ့အဲ့ဒီဟင်းအထဲမှာစားနေတဲ့တိုင်းပြည်ရဲ့အကြီးဆုံးဗိုလ်ချုပ်ကြီးအောင်ဆန်းကလေအဲ့ထမင်းနဲ့အဲ့ဟင်းနဲ့အဲ့ဒီမှာဝင်သွားတဲ့ပုဂ္ဂိုလ်ကတအားချေကွဲသွားတာဟာတို့ဗိုလ်ချုပ်အောင်ဆန်းဟာသူ့ရဲ့လှုပ်ဖို့ကိုင်းမဲ့စစ်သားတွေနဲ့သူတသားတည်းပါလားဗိုလ်ချုပ်အောင်ဆန်းဟာစစ်သားတွေကဂျိုင်းတောက်ငါကတော့တိုက်ဆောက်မဟုတ်ဘူးလေဗျထူးဆန်းတယ်နော်အလွန်တရာထူးဆန်းသောပုဂ္ဂိုလ်တယောက်ပဲဗျာနော်ထူးဆန်းတဲ့ပုဂ္ဂိုလ်ပဲလက်ခုပ်တည်းကနန္ဒတီးဘာလဲမွန်ပြည်နေကကျွန်တော်မြှောက်ပေးနော်ဒုက္ခမပြေးနဲ့နော်ကျွန်တော်ဒုက္ခနောက်ကကြီးတယ်ဟာဘာယူဟာနဲ့နော်ဥအောင်တင်ပြောသလိုပါပဲဆရာတော်ဖျားတို့ရဲ့နော်ကျွန်တော်ဆရာကြီးဥအောင်တင်ပြောသလိုရီစရာမောစရာတဲ့ဟေ့ရမောင်သားချိုမင်းမှတ်ထားကွာတဲ့ရီစရာရဲ့နောက်ကမောစရာတွေပါလာတယ်တဲ့ကျွန်တော်တို့ရီပြီးတဲ့အခါပြန်ပြီးကျွန်တော်တို့နိုင်ငံရဲ့အချင်းကြီးရရရှောက်ပြီးနှစ်ဖူးပေါ်လက်တင်စဉ်းစားတော့လေရီမောစရာတွေပေါ့နော်ရီစရာမောစရာကွာမင်းကရီစရာနောက်မှာမောစရာတွေနဲ့ကွာတယ်မင်းမှတ်ထားတယ်အခုရီနေရတယ်နောက်ကျမောကြရမယ်ဟဲ့လားထားပါဒါကသူ့စစ်သားတွေပေါ်ထားတဲ့သဘောထားနောက်တစ်ချက်ကျွန်တော်ကြိုက်တာပါလဲဆိုတော့လူထုပေါ်ထားတဲ့သဘောထားတနေ့မှာဗိုလ်ချုပ်အောင်ဆန်းသူ့တာဝါလေးအင်ကကားလေးနဲ့မောင်းထွက်လာတယ်ပရိုင်မာနဲ့သူကဘေးကထိုင်လိုက်လာတယ်ကန်တော်ကြီးဆောင်ကိုပတ်တယ်သူ့အင်ကကန်တော်ကြီးဆောင်မှရှိတာဟုတ်သူယုံတက်မယ်ဝင်းကြီးများယုံတက်ဖို့ထွက်လာတဲ့ခါဘာဖြစ်လဲဆိုတော့ကန်တော်ကြီးဆောင်မှာအကျော်တဲတဲတွေ့တယ်အကျော်တဲမှာမိမကလည်းဘူတိကျော်ဘာညာတွေကိုစီအိုကြီးကတဲကားစားမှာမီးတွေထုံးတော့ပြီးတော့ကျော်စားပြုတ်နေပြီချတဲ့ခါလဲချပေါ့ယောက်ျားကလည်းဆွတ်ကြဲကျိုင်းမြန်လေးနဲ့ခုံလေးတွေခင်းရင်အိုးလေးတွေပြင်ဘာညာလုံနေပြီဘိုးကျောင်းဆန်အဲ့ဒါကိုဘယ်နှရက်များကြည့်ထားသလဲမသိဘူးတဲ့အခုမှမြင်တာမဟုတ်ဘူးတဲ့သူကလှမ်းကြည့်ထားပြီးတော့မြင်တာနဲ့သူကဒရိုင်ဘာကိုဟေ့အောင်ဟိုရှိအကျော်တဲကိုရက်ဆန်းဆိုတာနဲ့ကားကန်တော်ကြီးဇောင်းဖေးကတ်ရက်လိုက်တယ်ဘိုးကျောင်းဆန်အောက်ကိုဆင်းချလာတယ်အကျော်တဲပေးလဲရက်ကိုအကျော်တဲ့လင်မယားကဘာလောက်လို့ဘာကန်ရမှမသိတော့ဘူးတဲ့ထိုင်ရမလို့ထရမလို့တာမန်လူဆိုရင်တော့ထိုင်မှာဘာစားမှာလဲခဏဆောင်မှာဘုဒ္ဓကျော်ရပြီတရားကျော်စောက်အောင်ဘာညာဒါရှိမှာပေါ့ခဏဆောင်မှာကိုရင်ရင်လေးလဲကြက်ပါပြီဘာညာပေါ့ဗျာတို့တော့သူတို့ကြည့်တဲ့ပုဂ္ဂိုလ်ကြီးကဒီအုတ်ထုံနဲ့ဗာနဲ့ကိုအင်းကြီးနဲ့ဘုံကျုံဆန်းဖြစ်နေတဲ့ခါကျတော့ဟာဘာလို့မှမသိဘူးအကျော်ကျွေးရမလို့ရင်တို့တက်ရမလို့ရှစ်ခိုးရမလို့ယောက်ျားကဘာစကားဘာဖြစ်နေလဲဆိုတော့ဟာဘုံကျုံဟာဘုံကျုံဟာဘုံကျုံအမလေးဟာဘုံကျုံဒါပဲသူကဘာမှမပြောတတ်တော့ဘူးအဲ့ဒါနဲ့ဘုံကျုံဆန်းတော်သန်းကွာတော်သန်းကွာတော်သန်းကွာမင်းဘာဖြစ်နေရလဲဟာဟုတ်ကဲ့ဘုံကျုံမင်းတော်သန်းငါမေးရဖြေတယ်မင်းကငါကြည့်ကြည့်နေတာကြာပြီမင်းမှာအနှွေးအိမ်မရှိဘူးလားတဲ့ဟုတ်ကဲ့ဗိုလ်ချုပ်မင်းမချမ်းဘူးလားတဲ့ချမ်းပါလေဗိုလ်ချုပ်တဲ့ဒီစမလာကြီးမင်းကြည့်တာနှိမ့်နေကြလို့လေကန်တော်ကြီးဆောင်တာအေးရလေအေးရန်ကုန်မြို့ကြီးအဲ့တော့တအားရေးသေးတာမင်းကငါကြည့်ကြည့်နေတာ3-4ရက်ရှိပြီကွာတဲ့တိုင်းပြည်ခေါင်းဆောင်တယောက်ကအောက်ဆုံးအဆင့်ပြည်သူလူထုကိုထားတဲ့စိတ်ထားအဲ့ဒီကောင်တာမန်လမ်းမရကောင်တယောက်နော်သူဒါကိုစိတ်ဝင်စားနေနော်မင်းကငါကြည့်နေတာ3-4ရက်ရှိနေပြီကွာတဲ့ငါတော့ဒီအကိုကြီးကြီးနေအောက်မှာလည်းနှွေးတယ်ပါသေးတယ်ကွာတဲ့တိတ်ချမ်းတာတဲ့မင်းမချမ်းဘူးလားတဲ့ဘိုလ်ချုပ်ကဲတဲ့ကျွန်တော်ချမ်းတော့ချမ်းတာဗောတဲ့ဒါပေမဲ့ကျွန်တော်တို့အကြော်ရောင်းတဲ့ခါကျတော့မိဘရဲ့အရှိန်နဲ့ဗာနဲ့ကျွန်တော်အလုတ်ကင်နေတဲ့တောကဇောတွေနဲ့ဆိုတော့ကျွန်တော်လဲချမ်းမှုမေ့နေတာဘိုလ်ချုပ်ကတဲ့မင်းကမချမ်းဘူးလားတဲ့ကျွန်တော်ချမ်းပါတယ်ဘိုလ်ချုပ်တဲ့ကဲဒါဆိုရင်မင်းမအိတ်မရှိဘူးလားနှွေးတယ်တဲ့ဟာဘိုလ်ချုပ်ကျွန်တော်မှနှွေးတယ်မရှိလို့ပါတဲ့ကဲငါကွာမင်းဖြစ်ရလေချင်းဆိုအင်းကြီးအပေါ်ကကိုအင်းကြီးချွတ်သူ့ရဲ့အနှွေးတယ်ကိုချွတ်ပြီးတော့မှသူကကဲရော့ငါကြီးယူထားဆိုပြီးတော့ထိုးပေးခဲ့တာအဲ့ဒါကိုသိတဲ့အခါပြည်သူလူထုကဗိုလ်ချုပ်ကိုတိတ်ချေခွဲသွားတယ်သူ့ရဲ့စာနာမှုတရားပေါ့ဗျာအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ sympathy ပေါ့မဟုတ်ဘူးလား SYMPA sympathy စာနာစိတ်ပေါ့ဒီစာနာတဲ့တရားဟာနှလုံးသားမှာကိန်းအောင်နေပြီဆိုရင်ကျွန်တော်နှလုံးသားတွေလှပြီပေါ့ဗိုလ်ချုပ်ကမိမပေါ်လဲစာနာသားသမီးပေါ်လဲအဲ့လိုစာနာလှုပ်ဖို့ကိန်းမဲ့စစ်သားတွေပေါ်လဲစာနာလမ်းဘေးမှာအကျော်ရောင်းနေတဲ့ပုဂ္ဂိုလ်ပေါ်တော့သူစာနာတဲ့ပုဂ္ဂိုလ်တဲ့သူနားမလဲဘူးသူ့ရဲ့ယာတုတွေကြားကန်နေမသိဘူးကွာငါအောင်ဆန်းနေပိုင်းနားမလဲဘူးငါတင်နာပရိနားမလဲဘူးဖားစပလာဥက္ခရလာမပြောနဲ့အောင်ဆန်းငါမသိဘူး
ငါနိုင်ငံရဲ့ခေါင်းဆောင်ငါလူလူစင်းတာငါနဲ့ဆိုင်နေငါလူလူအင်ကြီးမရှိတာငါနဲ့ဆိုင်နေဟာတိတ်ကောင်းတဲ့စိတ်ဓာတ်နော်ငါနိုင်ငံကြီးကွဲกว่าတယ်အားလုံးမှာငါတာဝန်နေငါမျက်နှာထွက်လို့မရဘူးတဲ့ခလေးလေးကြောင်းမနေရဘူးငါနဲ့မဆိုင်ဘူးဆင်းမှာဆင်းမရှိဘူးငါနဲ့မဆိုင်ဘူးလေသမားလေးငတ်နေတယ်ငါနဲ့မဆိုင်ဘူးလုံးလို့မရဘူးလေ तू ကဟာကျွန်တော်လေသိလားဖျားလို့ပဲကျွန်တော်ချစ်လိုက်တာကြည်ညိုလိုက်တာအညာဒေတာကနတ်မောက်သားလေးတယောက်ကစိတ်ဓာတ်မတီးဘူးကွာအောင်ဆန်းနေပါလာပြောမနေနဲ့မင်းအကျော်တရားကောင်အင်ကြီးမရှိပြီးချမ်းနေတာငါပြဿနာကွာတယ်ငါလူလူငါပြည်သူကွာတယ်ငါလူလူအင်ကြီးမရှိကိုချမ်းနေတာငါပြဿနာတဲ့ယူလာငါအင်ကြီးတဲ့ဟေးချုပ်ပေးကြတာနော်ရောမင်းအဲ့ဒါဝစ်တယ်မတီးဘူးကွာတဲ့ကဲကောက်ချင်းချင်းတက်ပြီးမောင်းဖျောင်းနေမင်းဘာမှကြီးကျယ်ချောက်ပြောနေငါဒီလိုစိတ်တွေဗျအော်လို့ဒီလိုနှလုံးသားတွေနဲ့တိဆောက်ထားတဲ့နိုင်ငံခေါင်းဆောင်တယောက်ပြိုးထောင်ခဲ့တဲ့တိုင်းပြည်မှာကျွန်တော်တို့နေတာပါကျွန်တော်တို့စိတ်နေစိတ်ထားတွေနှလုံးသားတွေလှဖို့လိုအပ်တာပေါ့ကျွန်တော်ဟိုတလို့လေးရလေရခိုင်ယူမဘွားရွာလေးတွေကသွားဟောတဲ့အခါကျတော့ကျွန်တော်တို့မဟောခင်ကျွန်တော်ရဲ့ OBJ ရဲ့ဟိုးနောက်ဆုံးမှာခင်ဗျားတို့ဟိုဘက်ကဓာတ်ပုံတွေချိန်ထားတာဟိုနောက်ဆုံးမှာသပင်ဖြူဖြူကြီးနဲ့ဗျာဟိုဘက်ထိပ်ဆုံးမှာကြည့်လိုက်ကြီးဒီဘက်ထိပ်ဆုံးကတော့ခက်ချောချောမျိုးသမီးဘူးလည်းမသိဘူးဒီဘက်ထိပ်ဆုံးမှာတော့ဘာသူလဲမသိဘူးဒီဘက်ထိပ်ဆုံးမှာခက်ချောချောမျိုးသမီးကျွန်တော်လည်းမသိဘူးရေနံချောင်းဘက်ကဗျာနော်အပြိုကြီးဗျာနော်ဘယ်သူလည်းမသိဘူးဆရာအောင်မဗျာကျွန်တော်နေရီမှာလို့ပြောရင်လူတွေကဝိုင်းអော်တယ်ဗျာသိလားကျွန်တော်မိမတယောက်ကြောင်းပြောမယ်လို့နာမည်မျိုးချင်သူ့တိတ်ခါကိုကျွန်တော်ထိမ့်မယ်လို့သူရေနံချောင်းသူလို့အပြိုကြီးလို့ဆရာအောင်မလို့စာရေးဆရာမလို့နာမည်တစ်လုံးတည်းလို့ကျွန်တော်ပြောချင်ဘူးလို့ပေးတဲ့ခါယူတယ်ဝိုင်းអော်တယ်ကျွန်တော်တက်အမြဲဝိုင်းអော်တယ်သိလားဟိုဘက်ထိတ်ဆုံးမှာ OBJ ရှိတယ်သပင်ဖြူဖြူကြီးနဲ့မနေ့ကညလာလိုက်မယ်ကျွန်တော်ရဲ့ကို OBJ ရဲ့ဆရာကြီးဦးအောင်သိန်းရဲ့ရခိုင်ရိုးမဘွားရွာလေးကိုသွားတာအနောက်ရိုးမဘွားမှာလေကလေးလေးတွေကလေလူငယ်လေးတွေကလေတီရှပ်ကလေးတွေဝတ်ထားတယ်ဗျာတိုက်ပုံတွေပါလိမဝတ်ဘူးအောက်ကဘောင်းမီရှည်လေးတွေနဲ့သူတို့အဖွဲ့လေးကဘာလဲဆိုတော့ဘာလဲ YIC တဲ့ Youth Information Corner ပရိုက်တာလူငယ်လေးတွေပေါ့တချင်းလက်ဆိုရတဲ့ခါကြလေတချင်းတက်ဆိုတဲ့စင်ပေါ်မှာကျွန်တော်မဟုတ်ခင်မှာမြမအတန်တချင်းလေးဗျာကြက်တည်ရှိလိုက်တာနှလုံးသားကိုအလှဆင်မှာလူတို့နှလုံးသားအမုန်းမပွားကြွယ်မြစ်တာဆွပြင်းချစ်ပန်းလှိုင်ကြွယ်အကျဉ်းသာတရားတွေထားမှစိတ်ထားမြတ်မယ်အသဲမှာအေးစာွယ်အမြဲတာတွေးစာွယ်အကျဉ်းသားတွေမို့ရွာဖြိုးပါစေကွယ်နှလုံးသားဝယ်မုန်းတရားဖယ်အပြုံးများကြွယ်ကြစီပွယ်အနောက်ကကြီးပုတ်လေးနဲ့လူတို့နှလုံးသားအမုန်းမပွားကြပွယ်မြစ်တာဆွပြင်းချစ်ပန်းလှိုင်ကြွယ်အကျဉ်းသာတရားတွေထားမှစိတ်ထားမြတ်မယ်အမြဲတာတွေးစာပွဲအသဲမှာအေးမြပွဲယတနာရွှေမို့ရွာဖြိုးပါစေကွယ်နှလုံးသားဝယ်မုန်းတရားဖယ်ပြုံးများကြွယ်ကြစီပွဲဆိုတော့ကြီးပုတ်လေးနဲ့စိန်ရွှေယတနာနီလာပလဲသွဲစီကဆွဲမှလှမယ်မထင်မွယ်အလှဆိုတာအစင်မြဲသင်္ခါရပဲကွယ်ရိုးသားသိမ်မွေ့သဘောကဖြူစင်အောင်ဆန်းလောက်ပဲကောင်ရိုးသားတယ်လေအောင်ဆန်းလောက်ပဲကောင်သိမ်မွေ့တယ်လေအောင်ဆန်းလောက်ပဲကောင်ဖြူစင်တယ်လေရိုးသားသိမ်မွေ့သဘောကဖြူစင်လောကကိုအလှဆင်နိုင်လိမ့်မယ်အစင်မြဲဘဝလှပရေးရဲ့ရင်ထဲကအလှသာတွေးကွယ်အပြုံးများနှလုံးလှပါစေကွယ်မုန်းစကားမဆိုကြစင်သားတကယ်နှလုံးသားကိုလှဆင်ပါကွယ်တဲ့နောက်ဂီးပုတ်လေးနဲ့ရခိုင်ရိုးမဘုံကကျွန်တော်တို့လူငယ်လေးကြီးမြည့်ကြလိုက်တာသားတို့သမီးတို့ဘာလုပ်တာလဲကျွန်တော်မေးတဲ့ခါကျတော့သားတို့သမီးတို့ကလူတွေအားလုံးရဲ့အကျိုးစီးပွားကိုလိုက်ဆောင်ရမှာပါတဲ့အိမ်သာကျွင်းနဲ့တူးပေးမယ်တဲ့တန်ရှင်းလုပ်မယ်တဲ့လူငယ်တွေကိုဘောလုံးကန်တာတင်ပေးမယ်တဲ့တားဆက်ချတာလုပ်ပေးမယ်တဲ့သွေးလှူမယ်တဲ့ဘောလုံးကန်ကြီးတင်ပေးမယ်တဲ့ဘတ်စကတ်ဘောတင်ပေးမယ်တဲ့လှနေတာညီလေးတွေမင်းတို့ကောင်တွေကြည့်ရတာကွာကျွန်တော်တို့အားလုံးလောကကိုတိဆောက်ဖို့လုပ်နေတာပါကျွန်တော်ကအားနဲ့ဆရာဦးအောင်တင်းကိုပြောလိုက်တယ်လူကြီးတွေဖြစ်ခဲ့တဲ့ကဘာကိုလူငယ်တွေတိဆောက်တယ်ဆရာလို့ဆရာဦးအောင်တင်းလို့ကျွန်တော်ကသူနဲ့ကျွန်တော်နဲ့ကတကယ်ကိုသားဖလို့ရှင်းနေတာဆရာဦးအောင်တင်းလို့ကဘာမှာစစ်ကြီးတွေဖြစ်တာဘယ်လိုကြောင့်လဲဆိုလူကြီးတွေကြောင့်ကွာပထမကဘာစစ်လူကြီးတွေကြောင့်ခြာတိတ်တွေကြောင့်အသက်20အောက်ကြောင့်စစ်မဖြစ်ဘူးဆရာလို့ဆရာတိုင်းပြည်စီးပွားပြတ်တာဘယ်လိုကြောင့်လဲလူကြီးတွေကြောင့်တိုင်းပြည်ပညာပြတ်တာဘယ်လိုကြောင့်လူကြီးတွေကြောင့်ဆရာပြန်တိဆောက်တာကလေးတွေဆရာပရိဟိတအကြောင်းတွေမှာစာတင်တာလူငယ်တွေဆရာလို့လူနာတွေကိုတွဲလှူတာလူငယ်တွေဆရာလို့တန်ရှင်းလှူတာလူငယ်တွေဆရာလို့ဆရာတတိထားကြည့်လိုက်ဆရာအားလို့အေးဟုတ်တယ်နော်တဲ့လူကြီးတွေဖြစ်တဲ့ကဘာကိုဆရာလူငယ်တွေတိဆောက်နေတာဆရာနှလုံးသားလှဖို့ကျွန်တော်တို့လွတ်တာဗောဗျာခြာတိတ်ကလေးတွေဗျာတိတ်ဒီနေ့ခေတ်လူငယ်လေးတွေတိတ်စိတ်ထားလာတာပဲအဲ့ဒီတော့ဆရာတော်ရှင်စနကဘိဝန္တပြောခဲ့တယ်လို့
အနုပညာတွေဘာတွေများများလုံးမှနှလုံးသားလှမှာကွာတဲ့တို့ဘုန်းကြီးတွေတရားဟောနေလို့မထီရောက်ဘူးတဲ့ကြပြားတွေစာပေတွေဝတ္ထုတွေဂီတတွေရုပ်ရှင်တွေတို့ကလူတွေကိုကြက်မှန်မှနှလုံးသားတွေလှလာမှာတဲ့အမိန့်ပေးလို့မရဘူးနှလုံးသားကိုမိန့်ပေးလို့မရဘူးလေတဲ့ဘုန်းကြီးကကျွန်တော်တိုင်းပြည်ဗိုလ်ချုပ်အဆန်းကဲသို့သောနှလုံးသားလှသူတယောက်ကိုရရှိခဲ့တာပါဘာကြောင့်ကျွန်တော်နှလုံးသားတွေမလှနိုင်တာလဲကျွန်တော်ပတ်ဝန်းကျင်မှာရှိနေတဲ့စာရေးဆရာတွေကဗျာဆရာတွေရေးတဲ့စာအုပ်တွေကောက်ကြည့်လိုက်အကုန်လုံးကျွန်တော်တို့နှလုံးသားလှပရေးအတွက်ဘာဖြစ်လဲဝိုင်းဝန်းကြက်မှတ်ပေးတဲ့စာအုပ်တွေကြီးပဲကျွန်တော်ကြုံလို့နည်းနည်းပြောဦးမယ်ကျွန်တော်အကြောင်းမဟုတ်ဘူးမနေ့ဖန်မှာစာရေးဆရာတယောက်လာမယ်ဆရာဖေမြင့်စာအုပ်တွေလည်းဟိုဆိုင်ဒီမှာတင်ရောက်နေတယ်ဆရာဖေမြင့်ရေးတဲ့စာအုပ်တွေထဲမှာကျွန်တော်စိတ်ကိုအညှို့ဆုံးစာအုပ်တို့ရှိတယ်နှလုံးသားအာဟာရများတချို့လူငယ်တွေဖတ်မယ်ဝယ်ထားကြတယ်နော်နှလုံးသားအာဟာရများအဲ့ဒီနှလုံးသားအာဟာရများဆိုတဲ့စာအုပ်ဒီတဲ့အမေရိကန်နိုင်ငံမှာစီးရီးလိုက်ထုတ်နေတာ1 2 3 4 5 6 9 10 10အများကြီးပေါ့ပုတ်တယ်အမေရိကန်နိုင်ငံမှာရှိနေတဲ့လူငယ်တွေကအဲ့စာအုပ်ကိုဖတ်ကြတယ်မူရင်းနာမည်ကတော့ဘိုးလိုအင်္ဂလိပ်လိုကတော့ chicken soup for the soul ပေါ့ဗျာ chicken ကတော့ကြက်ပေါ့ဗျာစလုံးပေါင်းစရာမလိုပါဘူးနော် chicken ပေါ့ကြက်ပေါ့ soup ကတော့စွပ်ပြုတ်ပေါ့ဟင်းကြိုပေါ့စွပ်ပြုတ်ပေါ့ chicken soup for ကတော့အတွက်ဆိုတော့ the soul ဆိုတော့SOU ရဲ့ soul ကတော့ဗျာကျွန်တော်တို့စိတ်ပေါ့ mind တို့ mental တို့ spirit တို့နှလုံးသားတို့ဝိညာဉ်တို့လက်ပြားတို့အသီးတို့နှလုံးတို့အဲ့ဒါတွေပေါ့ဗျာမဟုတ်ဘူးလား chicken soup for the soul ဆိုတော့နှလုံးသားအတွက်ကြက်စွပ်ပြုတ်တော့မလုံးနဲ့ပေါ့ဘာသာပြန်တာလေနှလုံးသားအာဟာရများပေါ့အမေရိကန်နိုင်ငံမှာရှိတဲ့ကလေးလူငယ်အများဟာအဲ့ဒီစာအုပ်ကိုဖတ်တယ်အမေရိကန်နိုင်ငံသူနိုင်ငံသားတွေကဖြစ်ရင်ကွန်ပျူတာလဲတော်တယ်အင်္ဂလိပ်စာလဲတော်တယ် physics chemistry လဲတော်တယ် IT လဲတော်တယ်ဒီအပြင်နှလုံးသားရေးရာကိုလဲသူတို့သိကြည့်ဆိုင်တယ်တဲ့ဒါကြောင့်သူဟာကမ္ဘာမှာစူပါပါဝါဖြစ်နေတာအဲ့ဒီစာအုပ်ကလေးတွေဗမာနိုင်ငံကိုအင်္ဂလိပ်လိုဝင်လာတဲ့ခါကျတော့ကျွန်တော်မိတ်ဆွေမနှက်ဖန်လာမဲ့ဒေါက်တာဖေမြင့်ဆရာဝန်ဖေမြင့်ပြည်သူ့ခေတ်ဂျာနယ်ကိုဥဆောင်နေတဲ့ကိုဖေမြင့်သူကဘာသာပြန်တယ်နှလုံးသားအာဟာရမျိုးဆိုပြီးတော့လေကျွန်တော်သိကြိုက်တာပဲနော်နာမည်ကနှလုံးသားအာဟာရများတဲ့လက်မောင်းကြွက်သားကြီးဖို့မဟုတ်ဟုတ်တယ်မလားကျွန်တော်တို့ပေါင်ရကြွက်သားတွေကြီးဖို့မဟုတ်ခါသေးဖို့မဟုတ်ရင်သားကြီးဖို့မဟုတ်သူ့စာအုပ်ကနှလုံးသားအာဟာရများစိတ်ကိုဗာလဲအာဟာရပေးတဲ့စာတွေကိုဒီမှာတင်ရောက်နေတာသိကြိုက်တာပဲနော်တပုတ်ကျွန်တော်ပြောဦးမယ်ကျွန်တော်ညှိကြတဲ့ပုံလေးတစ်ပုတ်ရှိတယ်သိလားအဲ့မှာညီလေးဆိုတာပါတယ်ညီလေးတဲ့ညီလေးမှာဘာလဲဆိုတော့တောမျိုးလေးတစ်မျိုးဒီနားမှာရှိနေတဲ့ပေါင်တို့လို့ဇင်းကြိုက်တို့လို့ပေါ့မော်လမြိုင်လောက်မကြည့်ဘူးပေါ့ကျောင်းဆရာမတယောက်ရှိတယ်မူလာတန်းနဲ့အလယ်တန်းကိုပြရတယ်၄တန်း၅တန်းပြရတယ်တနေ့မှာအဲ့ဆရာမလေးကကျောင်းသားတွေကိုသူကဘာပေးလဲဆိုတော့ essay ရေးခိုင်းလိုက်တယ်ကဲသားတို့သမီးတို့မနေ့ဖန်ကြရင်တီချက်ကို essay တပုတ်စီရေးလာခဲ့ကြ essay ရဲ့ခေါင်းစဉ်ကတော့ကျွန်တော်ကျွန်ုပ်ပေါ့ဗျာအဖြစ်ရှင်ဆုံးဆန္ဒဆရာဝန်ဖြစ်ရှင်တဲ့လူကဆရာဝန်ရေးစာရေးဆရာဖြစ်ရှင်တဲ့လူကစာရေးဆရာရေးသူနာပြုဆရာမနတ်စေပါတွေဖြစ်ရှင်လဲနတ်ဆွေရှင်ကြောင့်ရေးကဘာကျော်ဘောလုံးသမားဖြစ်ရှင်တဲ့ကောင်ကလည်းဘောလုံးသမားရေးပေါ့ဗျာကိုစိတ်ကူးတရားရေးခဲ့ပါဆိုပြီးဆရာမ essay ပေးလိုက်တယ်သားတို့သမီးတို့ကတဲ့9တန်းရွယ်လေးတွေဖြစ်တဲ့တွေ့တဲ့တိတ်ပြီးအရှိန်မင်းနဲ့တဲ့တော်တော်လေးပဲရေးတယ်တမင်နာလောက်ဆရာမခိုင်းတယ်ပေါ့ခိုင်းတဲ့အခါကျတော့ကျောင်းသားလေးတွေစောက်လေးတွေပေးလိုက်တယ်နှစ်ဖက်ကျရေးခဲ့ကြဆိုတော့နောက်နေ့မနေ့လဲမိုးလင်းရောအားလုံး essay လေးတွေရေးလာကြတယ်ဆရာမဇပွဲမှာလာထက်ကြတယ်ဆရာမလည်းအတန်းပိုင်းဆရာမဆိုတော့သင်္ချာလေးသင်လိုက်တိတ်ပံလေးသင်လိုက်ပထဝီလေးသင်လိုက်တမိုင်းလေးသင်လိုက်နဲ့အဲ့ဒီ essay လေးတွေသူကထိုင်နေစစ်နေတာပေါ့အားတဲ့ချိန်လေးတွေမှာအများစုဟာတာမန်ပါပဲတဲ့ရေးတတ်ကြပါတယ်တဲ့ဆရာဝန်ဖြစ်ရှင်နေဘာညာပေါ့ဗျာစိတ်ကူးကျင်နေသွားတုပ်သူနာပြုဖြစ်ရှင်နေလူနာတွေကိုကျင်နာယူရကျင်နေဘာညာပေါ့သွားတုပ်ကဘာကျော်ဘလုံးသမားပဟန်းကိုအားကြတယ်ဘာညာသွားတုပ်ကွန်ပျူတာပညာရှင်ဘီဂိတ်ကိုအားကြတယ်သွားတုပ်မာတာထရီဇာကိုအားကြတယ်သွားတုပ်ပေါ့စင်းတန်းလဲနေသူကတာမန်အမှတ်ကလေးတွေပဲပေးနေတာပေါ့တုပ်ကတော့ထူးဆန်းနေတဲ့ဘသူမှမရေးတော့ essay တဲ့ကဲဘယ်ခလေးမှမရေးတော့ essay ထူးဆန်းလိုက်တာနော်အဲ့ဒါနဲ့ဆရာမအဲ့ဟာလေးကိုအမှတ်မပေးသေးဘဲနဲ့အตาလေးနောက်ရွတ်ထားပြီးတော့မှညနေကြောင်းလဲဆင်းရောကျန်တဲ့တာမန်ကလေးတွေကိုစပြီးတော့စာအုပ်တွေဝေပါပြီကဲသားတို့သမီးတို့ဒီချက်ကိုကြည့်ရစမ်းမနေ့ညနေ4 နာရီထိုးတော့မယ်သားတို့ရဲ့ကြောင်းလွတ်တော့မယ်လေအဲ့ဒီချက်စာအုပ်လေးပြန်ဝင်မယ်နာမည်ခေါ်တဲ့လူလာခဲ့ကြကဲမိုက်ကယ်သားလာခဲ့သားဆရာဝန်ဖြစ်ရှင်နေရေးထားတာကောင်းတယ်သားနော်နောက်တေချာကြီးလေးဆောင်ရေးသားကိုရှင်းမှတ်ပေးလိုက်တယ်နော်ဆယ်မှတ်ရောသွားယူသွားပြန်နောက်တစ်ယောက်ဂျွန်းလိုက်သားကြီးအမေမင်းကပါလေမြန်ပိုင်းလို့ဖြစ်ရှင်နေဟဟလားအေးရတယ်သားကြီးကကောင်းတယ်မင်းလေမြန်ပိုင်းလို့ကမစွန့်စားတယ်နော်မင်းကြောက်တယ်လားအေးဘာညာဆရာမစလိုက်သေးတယ်ရောရှင်းမှတ်သွားရိုစီရိုစ်ပေါ့ဗျာလာခဲ့သမီးကဘာဖြစ်ရှင်လားနတ်စမမဲသမီးကနတ်စမဆိုတော့ပါလေဆရာဝန်ဖြစ်ရှင်ဘူးလားဆရာဝန်ဖြစ်ရှင်မှာဝေသမီးရတယ်
ညီကပါလေသူတော်ပြုဆရာမဆိုတော့ဆရာဝန်နေနဲ့ညီကပါလေဘလူးကျင်လို့လားဟုတ်ပါဘူးဆရာမကတိချလေတဲ့လုံနေသေးတယ်တိမပါဘူးခဲ့မလေးရော့သမီးလေးကစာရေးတာကောင်းတယ်ရော့ရှင်းမှတ်ပါညာပေါ့ဗျာပေးလိုက်တာပေါ့တော်တော်လေးလဲကုံသွားပြီအားလုံးလဲကုံရောသူစိတ်ဝင်စားတဲ့တအုပ်ထဲသောစာအုပ်ကြံခဲ့ပြီထူးဆန်းသော essay လှမ်းကြည့်တော့ကောင်းလေးတယောက်သေးငါးတန်းကျောင်းသားလေးအဲ့ဒီကွယ်လန်လေးတွေစုပ်လို့သပင်လေးတွေညီကြောင်ကြောင်နဲ့စုပ်တိစုပ်ဖက်ကလေးတိတ်အစင်မပြေတဲ့ပုံစံလေးတွန်နီတဲ့တာမင်းတွန်နီလားတဲ့ဟုတ်ကဲ့ပါတီချယ်တဲ့လာခဲ့တန်းတီကိုတဲ့ကလေးကရှောက်လာပြီးတော့ဆ iam မစပွဲလေးဘေးမှာလာပြီးတော့ရက်တယ်ကြည်စမ်းနေတာတားစာဟုတ်လားတဲ့လက်ပိုက်တာပေါ့ဗမာကျောင်းသားလိုပဲဟုတ်ကဲ့တီချယ်တားစာဟုတ်အဲ့ဒီကလေးဘာမှဖြစ်သေးဘူးဒီအစင်းကိုမရေးတာလားတဲ့ဟုတ်ကဲ့တားရေးတာဒါမင်းလည်းရေးလားတဲ့ဟုတ်ကဲ့တားရေးထားတာတဲ့တကလေးလေးပါတားရဲ့တဲ့မင်းရေးတာထူးဆန်းလိုက်တာနော်တဲ့တီချယ်ကိုမင်းပုံမလင်းနဲ့ပြောရှက်ဆရာလည်းမလို့ကြောက်ဆရာလည်းမလို့ဘာဒါရေးတာလဲကလေးကဘာရေးထားလဲဆိုတော့ကျွန်တော်ဟာတဲ့အတူအကျမ်းပြင်းရတော့ဗောနော်အပြည့်စုံမဟုတ်ဘူးဆရာဝန်လည်းမဖြစ်ရှင်ပါဘူးတဲ့အင်ဂျင်နီယာစစ်ဘိုလ်လေမြန်ပိုင်းလို့ကွန်ပျူတာပညာရှင်ကျောင်းဆရာမအစိုးရဘောလုံးသမားဘာညာဘာမှမဖြစ်ရှင်ပါဘူးတဲ့ကျွန်တော်အဖြစ်ရှင်ဆုံးဆန္ဒကတော့ကျွန်တော်ဟာတဲ့ယခုဘဝမှာတော့၎င်းနောက်ဘဝမှာတော့၎င်းခြေထောက်တစ်ဖက်ပြက်နေတဲ့ကလေးလေးတယောက်ဖြစ်ရှင်တယ်လမ်းလျှောက်တော့ခါမတန်မစွမ်းနဲ့ထော့နင်းနဲ့အများသူငါဝိုင်းနှောက်တဲ့ကလေးဖြစ်ရှင်တာဒါပဲသူဆရာမဒါတိတ်ထူးဆန်းပြီးကြောင်သွားလေလေဒီအတွေ့အသိပြီးတော့အံ့ဩစရာကောင်းတဲ့အတွေ့ပဲသူကရေးခဲ့တာ哦တာမင်းဒါမင်းကိုယ်တိုင်ရေးတာလားတာဘာဖြစ်လို့ရေးတာလဲဆရာမဆူလာမဟုတ်ဘူးနော်တာပွင့်လင်းပြောဘာလို့ရေးတာလဲအဲ့ကြမှာကလေးလေးကလက်ပက်ရင်တန်းလန်းနဲ့မျက်နှာလေးကရှုံးမဲ့ဖြစ်လာတယ်တာညီလေးကိုတနာလို့တဲ့ဟာနေဦးမင်းမငုံနဲ့လေမင်းညီလေးကဘယ်ကညီလေးလဲတဲ့မင်းပြောဘယ်ကညီလေးလဲတဲ့တာညီလေးကလေးထဲမှာတက်နေတဲ့ညီလေးဆရာမတီးကြရတယ်ဟာအဲ့ဒီမှာဆရာမအမေငါးရီငိုတယ်ညီတော့ရီတယ်ကောင်မစုပ်တွေငိုနေရီနေတယ်ကဲအသေးမာတဲ့မွန်ပြည်နယ်ကမိမတွေအသေးညီတို့အသေးတွေကကြမ်းတမ်းခက်ထန်မာကျော်ဒီမှာရင်ထဲမှာရောက်နေ तू ကဟီတဲ့နော်ဩဒုက္ခနောင်ဘွားဆက်မှာများယောက်ျားဖြစ်ခဲ့သည်ရှိတော့မွန်ပြည်နယ်ကမိမတွေနဲ့မရပါလို့ရှင်ဗျာနော်အသေးမာလုံးလို့နော်ဖုံဖုံတို့စဉ်းစားကြည့်စမ်းလူရဲ့စံပတ်တီနော်စာနာစိတ်ဒီကလေးရဲ့စာနာစိတ်သူ့ညီလေးက6ထွက်ပြတ်နေတာ तू အဲ့ဒါကြောင့်ဒါကိုရင်းနေတာဒါဆီယမပြီးတော့ तू ပြောနေတာဒါကို तू ကလေးဆိုတော့ဗျာဆီယမဆူတာကိုလေ तू ကြောက်တဲ့စိတ်ကတဝက်သူ့ညီလေးကိုလည်းတတိယဘဝရဲ့မပြေလည်မှုတွေအားလုံးဆုံပြီးတော့ကလေးကမြေ့ကြလာတာဒါပဲဆိုအတိကတော့တားညီလေးကလေးထဲမှာရှိတယ်တီချယ်တဲ့အေးမင်းညီလေးကဘာဖြစ်နေလို့လဲတားညီလေးကကြောက်တဲ့ပဲပြတ်နေတာဆီယမမသိဘူးလားတီချယ်တဲ့တားညီလေးကကြောင်းလာရင်သူများတွေကဝိုင်းစားဝိုင်းတော်ပြီးတော့လမ်းမှာထွန်နေနဲ့တော်နေရတာငိုပါလေသူအတာအော်တဲ့နေ့ကင်းမဲ့ဘောလုံးကန်ရင်ကလေးတွေနဲ့ကစားရင်တဲ့ကျောင်းသားတွေဝိုင်းစားတာမင်းညီလေးလားဟုတ်တယ်တားညီလေးကိုဘောလုံးကန်ရင်သူကဘောလုံးကိုတစ်ချက်မှမတီးဘူးလိုက်လူကကြောက်မတန်မင်းနဲ့ငိုနေတော့တားတယ်မင်းကဘာဖြစ်လို့ချောက်ပြက်ချင်တာလဲတားညီလေးနဲ့အဖော်ရကျင်နေတဲ့ညီလေးမျက်လုံးကန်ရင်တားလေးမျက်လုံးကန်ကျင်နေတယ်ညီလေးချောက်ပြက်ရင်တားလေးပြက်ပဲဗျာတဲ့ညီလေးလက်ကျိုးရင်တားလေးကျိုးပဲဗျာတဲ့ဆိုဆရာမမျက်ရည်ဝဲပြီလေလူကတယောက်တည်းဆိုအားငယ်တယ်နော်အတန်းထဲမှာအင်းကြီးအစုပ်လေးကကိုတယောက်တည်းဆိုအားငယ်တယ်ဒီအတန်းထဲမှာမင်းတို့မိသားစုပဲဆင်းရတာငတ်တာကွာဆိုရင်ကြောက်ထားစရာကြီးလောကငါလိုကော်လန်လေးတွေပြဲနေတဲ့လူကငါတယောက်တည်းမဟုတ်ပါလားငါတငယ်ချင်းလေးငါဆရာကလည်းကော်လန်ပြဲလေးနေတယ်ပါလားငါဘာအားငယ်ရမှာလဲဒီစိတ်တော်လူမှာဒီအတန်းထဲမှာမယေဖေနဲ့ကွဲပြီးတော့မိသားစု broken family မိဘဖေပဲဖြစ်ပြီးကြောင်းတက်နေရတာငါတယောက်တည်းဆိုအားငယ်စရာကြီးလေငါလိုပဲသူတို့မိသားစုကလည်းအဖေမေကွဲလို့သူကလည်းအဖေမေကွဲလို့ငါတို့အတန်းထဲမှာဒါမျိုးက5-6ရှိတာပါလားကဘာပေါ်မှာဒါမျိုးဖြစ်ပြဟာငါတယောက်တည်းမဟုတ်ပါလားဆိုရင်လူကအတက်လာတာဟုတ်လူကအဖော်ရှိရင်အတက်လာတယ်လေတငယ်ချင်းရဲ့မင်းမနှခမ်းလေးကွဲတာမဟုတ်ပါဘူးကွာငါမှလည်းကွဲလေးနဲ့ပါတငယ်ချင်းရဲ့မင်းမတိမ်လေးကွဲနေတာမဟုတ်ဘူးနော်တငယ်ချင်းငါမှလည်းတိမ်လေးနဲ့ကွာတငယ်ချင်းရဲ့ကျောင်းလာကမပေးနိုင်တာမင်းတယောက်တည်းမဟုတ်ဘူးတငယ်ချင်းရဲ့လူ5-6မပေးရသေးဘူးကွာဆိုလူကအရှိလာတာဟုတ်ဒီကလေးကဒီစိတ်ပေါ့ညီလေးကိုကြည့်ရင်းနဲ့ကျောင်းသွားတဲ့အခါထွန်နေနဲ့အရှိတငယ်ချင်းတွေကိုမမိအောင်လိုက်ရနောက်ရင်လည်းအပြေးလေးလိုက်ရဘောလုံးကန်တဲ့ခါကျလိုက်လူဘောလုံးမမိသူကန်တော့လေဘောလုံးကန်ချက်ကမထိဒါလေးကိုလှမ်းကြည့်ရင်နဲ့အော်တဲ့ငါ့ညီလေးအားငယ်နေချမှာပဲတဲ့ငါသာ6ပြတ်နေရင်တော့ညီကုန်းလေးကအဖော်ရပြီတဲ့ညီလေးမင်းအားမငယ်နဲ့မင်းဖြစ်တယ်လို့အကိုလည်းဖြစ်တယ်ကွာမင်းငတ်တယ်လို့အကိုလည်းငတ်တယ်ကွာမင်းမျက်လုံးကွယ်တယ်လို့ငါလည်းကွယ်တယ်ကွာဒီစိတ်ပေါ့ဒီ
ဒီစိတ်က sympathy ပဲနော်စာနာစိတ်ပဲအမေရိကန်နိုင်ငံသူနိုင်ငံသားတွေအဲ့ဒါဖတ်ကြတယ်တဲ့ဗျာကြည့်စမ်းပါဦး chicken soup for the soul နော်မူရင်းရှိတယ်အင်္ဂလိပ်လိုကျွန်တော်ရဲ့အကိုကြီးကိုဖေမြင့်ဘာသာပြန်ထားတဲ့စာအုပ်ဒါကျွန်တော်ပြောနေတာကျွန်တော်ရေးတာမဟုတ်ဘူးကျွန်တော်စာအုပ်ကိုဖတ်ရင်းနဲ့မျက်ရည်ဝေရင်းနဲ့ဒီတိုင်းပြည်ကခြာတိတ်တွေဒါတွေဖတ်ကြသလားကွာသူတို့လူထုကိုသူတို့လူချင်းစာနာတဲ့စိတ်တွေသွင်းပေးနေတာနော်ဒီစာလေးတွေကအများကြီးပဲဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗမာစာပေလောကမှာလဲဒါမျိုးတွေအများကြီးဖွင့်မျိုးပါတယ်ဟုတ်တယ်မလားဆရာကြီးမင်းသူဝင်ကြားဘူးတယ်မလားကျွန်တော်တို့အားလုံးကြားဘူးတဲ့ကြပြလေးရှိတယ်မလားဗာလဲကြက်တူရွေးလေးဗျာကြက်တူရွေးလေးအာကောင်ဒီ sorry ကျွန်တော်ပြောမှာလေကြက်တူရွေးရွှေခဲကြက်တူရွေးညီဘူးလေးကိုစာအန်တင်ရွှေခဲစာအန်တင်ညီလေးခင်ကစာပြန်တော့ရွှေခဲစာပြန်တော့ဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငင်းမှန်ရှာပေါ့ကြက်တူရွေးရွှေခဲကြက်တူရွေးစံပတိပဲစာနာစိတ်ပဲကြက်တူရွေးလေးကလောင်ရင်ထဲမှာကြက်တူရွေးရွှေခဲကြက်တူရွေးညီဘူးလေးကိုစာအန်တင်ရွှေခဲစာအန်တင်ကလေးလေးကိုစာတင်တော့ကကြက်တူရွေးလေးကလည်းကာငှက်ကလေးကလည်းဆိုတာပေါ့ကာငှက်ကလေးကလည်းကာလိုက်ဆိုတတ်တယ်လေကီငှက်ကလေးကလည်းကီအမေနော်ညီဘူးလေးကိုစာအန်တင်ရွှေခဲစာအန်တင်ညီလေးခင်ကစာပြန်တုံးရွှေခဲစာပြန်တုံးညီလေးကကာဆိုငှက်ကလေးကလည်းကာကီလိုက်អော်နေတာဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ကလေးလေးကစာရေးဖို့ကြောက်တန်လေးနဲ့ကြောက်တင်မိုးလေးနဲ့ထိုင်လိုက်ကောကြက်တူရွေးငှက်လေးကငိုင်ပြီးကြည့်နေကြတယ်သူ့မှာလက်မရှိရှာဘူးလေသူစာမရေးနိုင်ဘူးဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငင်းမှန်ရှာပေါ့ကြက်တူရွေးရွှေခဲကြက်တူရွေးငှက်ကလေးကငင်းနေတာပဲသားလေးရဲ့မေဘာလို့ तू ကငိုင်တာလဲရင်သူ့မှာသားလို့လက်မရှိဘူးသားလေးရဲ့တရိစ္ဆာန်ဆိုတာစာမရေးတတ်ဘူးလေတနာပါတယ်မေရဲ့ဒီလိုစိတ်တွေကိုကျွန်တော်တို့ငငယ်ကသွင်းမိခဲ့ကြတာကျွန်တော်လူဖွဲ့စည်းရလေကျွန်တော်နည်းနည်းအိုက်လာလို့အိမ်လေးနည်းနည်းချုပ်ခွင့်ပြုပါနော်ဆရာတော်ဘုရားတို့ခွင့်ပြုတယ်မလားခွင့်ပြုတော့ဆရာကချွေးတွေပြန်လာလို့ချွေးတွေပြန်လာတယ်ဗျာကျွန်တော်အောက်မှာလဲတိုက်ပုံတွေပါပါတယ်တအားခကြီးတွေပန်းပြီးတော့လေကျွန်တော်ရခိုင်ရိုးမဘောကကြော်လာတာမနေ့ဖန်ကြတော့မှုတုံသွားရမယ်တပတ်ခါကျရင်ကုန်ပြန်ပြီးတော့တနင်္လာနေ့ကျတော့ကျွန်တော်ပသိမ်ကနေပြီးတော့ဘာလဲမသိဘူးဗျာငါဟိုနင်းနားသွားရမယ်ကန်ကြီးတောင်နဲ့ကန်ကြီးတောင်ပြန်လာပြီးတော့ရခိုင်ရိုးမကြော်ပြီးတော့တောင်ကုတ်ကိုသွားအောင်မယ်ပြီးလဲပြီးတော့ဗာဒီမန်ရှုပ်ချက်ခတ်နေတာပဲဗျာအိမ်မှာအတန်းနာတာကြည့်ပြီးတော့ကျွန်တော်ဒီမှာဗာလဲဟိုဟာကြီးတွေဂျင်းနေနဲ့တံမြာတိနေနဲ့နေပြီးတော့တန်းလန်းလုံးငုံလာတာအောက်ကကျွန်တော်ရဲ့မောင်နှမစာပေချစ်သူဆရာမဂျူးကကျွန်တော်ခုနကတော့ဟိုဆေးလေးတွေပေးလို့ဆရာအဲ့ဒါငုံထားဆိုတော့ဒီမှာတောင်ကုံမြောက်ကိုရက်စားတွေရက်လျှောက်လုပ်နေတာတလလုံးကျွန်တော်လည်းဘယ်ရောက်လို့ရောက်မှန်းမသိပါဘူးကျွန်တော်တို့အားလုံးလှည့်လည်ပြီးဟောပြောနေတာပါစာပေစိတ်ပေါ့ဗျာဗမာစာပေဖွံ့ဖြိုးပါစေလူတွေရဲ့နှလုံးသားတွေပြောင်းလဲပါစေစာရေးဆရာတွေကိုချစ်ပါစေစာပေကိုလည်းညှိနှိုးပါစေစာဖတ်ခြင်းအပြင်ဘဝတွေကိုတိုးတက်ရောက်ရှာပါစေသောစိတ်နဲ့ကျွန်တော်တို့လိုက်သွားနေတဲ့သဘောပါနော်ထားပါတော့အဲ့တော့နောက်စကားဆက်လိုက်ဦးမယ်ကျွန်တော်တို့လူဖွဲ့စည်းပေါ့ဟုတ်လားအဲ့လိုကြပြလေးတွေနဲ့ကျွန်တော်တို့ကကြီးပြင်းလာခဲ့ကြရတယ်နောက်ဆရာကြီးဒေါက်တာမောင်ဖြူတိတ်ချစ်တဲ့ကြပြလေးကျွန်တော်ရေးခဲ့တယ်မဟုတ်ဘူးလားပါပီကလေးပုတုတုသူ့စကားကဝူသူ့စကားလူမသိလူစကားသူမသိတနာပါပြီခွေးလေးကချစ်ဆရာလေးနော်မေဖေတဲ့ဖြူဖွေးဖွေးလေးပုတုတုလေးတဲ့သူစကားပြောရင်ဝူလို့ပြောတယ်နော်ဖေဖေတဲ့သူပြောတာလဲသားမသိသားပြောလဲသူနားမလဲတနာစရာပါဗျာတိရစ္ဆာန်လေးရတယ်ကျွန်တော်တို့လူဖွဲ့စည်းမှာအဲ့လိုဟာဒီနဲ့ကျွန်တော်တို့မောင်းနှင်ပေးခဲ့တာစာနာစိတ်ပေါ့ဗျာ sympathy ပေါ့ဩ तू ငါ့လိုမတတ်နိုင်ရှာဘူး तू ကြောက်ကလေးကျိုးနေရှာတယ် तू ကမျက်လုံးလေးမှာတိမ်လေးကွယ်လို့သူတို့က तू အဖြစ်ဒီကလေးလေးအဖြစ်မိဘမဲ့ကလေးလေးပါလားतू ကတော့ဆေးမကုနှိုင်ရှာတဲ့လူနာလေးပေါ့ तू ကတော့အဖေမေမရှိတဲ့ကျောင်းသားလေးပေါ့ဒီစိတ်ကစာနာစိတ်ကိုပေးနေတာပဲအဲ့စိတ်ရှိရင်လောကပြီးတယ်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောပညာရေးဝန်ကြီးဟောဒေါက်တာကျော်စိန်ကပြောဘူးတယ်လေလူဖွဲ့စည်းမှာနေသာထိုင်သာဖြစ်အောင်ခိုင်မာအောင်လုပ်ထားတာကစာနာစိတ် sympathy တဲ့အဲ့ဒါပြည့်ရင်လူဖွဲ့စည်းပြည့်တယ်တဲ့ယောက်ျားကမိန်းမကိုမစာနာဘူးကောင်လေးတယောက်ကသူ့ချစ်သူကောင်မလေးကိုမစာနာတော့ဘူးဆရာဝန်ကလူနာကိုမစာနာတော့ဘူးကျောင်းဆရာကသူ့တပည့်ကိုမစာနာတော့ဘူးနိုင်ငံတော်အကြီးအကဲကလူတို့ကိုမစာနာဘူးဆိုရင်တိုက်ပြစ်ပြီလေဗျာဘာလို့မရဘူးလူရဲ့ဟာလားအဲ့စိတ်ကအဓိကကျွန်တော်တို့ကိုအဲ့ဒီစိတ်တွေကိုပြိုးထောင်ပေးတာကစာပေအမှုပညာတွေကျွန်တော်ခုနကြည့်ပြတဲ့ကြက်တီရွေးလေးတွေဘာမှမဟုတ်ဘူးနော်တာမန်ပဲနော်ခွေးလေးတွေအခုနဆရာဖင်းမြင့်ဘာသာပြန်တော့ chicken soup for soul တွေကဒီ essay လေးတွေဗျာအများကြီးပဲနော်အများကြီးတောင်းပုံရပုံပဲအဲ့ဒါလေးတွေဖတ်တော့မှကျွန်တော်တို့ဘာဖြစ်လာမှာလဲဟာဒီနှလုံးသားတွေဘာတွေပါလဲလှပလာမှာပေါ့နှလုံးသားလှဖို့အဓိကအပြင်ကစိန်တွေရွှေတွေငွေတွေလက်စွပ်တွေလက်ကောက်တွေဘာတွေကအပကြီးကပဲဆ iam မဂျူးအောက်ကရှိသေးလားဘာလားမသိဘူးထမြောက်သွားပြီလားမသိဘူးကျွန်တော်လည်းခွဲချိနေတာငေါ့ချိသေးမလားပြန်သွားပြီလားမလေးနော်မိကကျွန်တော်မျက်နှာကိုလွှင့်ထင်တာလို့
ဆီယမာကျွေးရဲ့ဝတ္ထုတွေအကုန်လုံးလို့ကျွန်တော်ဖတ်တယ်ကျွန်တော်ရေးတဲ့စာတွေအကြောင်းမပြောဘူးဟိုမှာစိတ်ကူးချိုချိုမှာကျွန်တော်စောက်တွေတင်ရောင်းနေတယ်မှာတော့ဝယ်လိုက်ကျွန်တော်ကိုယ့်အကြောင်းကိုစိတ်ဝင်စားဘူးသူများအကြောင်းစိတ်ဝင်စားတယ်ဆီယမာကျွေးတဲ့စောက်တွေထဲမှာခင်ဗျားတို့တုပ်ဖတ်ဖူးမှထင်တယ်ကျမချစ်တော်ယောက်ျားများဖတ်ဘူးလားကျမချစ်တော်ယောက်ျားများအပြိုးရေးတာကြောက်စရာကြီးဗျာမကျူးကလည်းဘာမှမသိဘူးမကျူးကလည်းနော်ကျွန်တော်တို့တကယ်မောင်နှမတွေလို့ပါနော်အပြိုးကြီးနော်သူကရေးတယ်ဗျာကျမချစ်တော်ယောက်ျားများဆိုကျွန်တော်ကြက်သိမ်းထားသွားတယ်ဘာလေးပေါ့နော်ဖတ်ကြည့်တော့မှစကားကိုရှင်မကြောက်လို့ကျွန်တော်ချုပ်ပြောလိုက်ဦးမယ်ဖတ်ကြည့်လိုက်တော့မှကြောက်ခမန်းလိလိမိမတယောက်အိမ်ပြန်လာသားတယောက်နဲ့တွေ့ကျွန်တော်အချိန်ကိုချုပ်နာပါအကျယ်တော့ကောက်ဖတ်ကြည့်ပေါ့သားလေးကဘာပူစာလဲရှင်းတော်လေးလွှဲရင်ဆရာမခွင့်လို့ပေးအောင်မိမိရဲ့သားငကွင်းပန်ကျင်နေတဲ့ငကတ်မဟုတ်ဘူးအကွင်းလေးပေါ့ဒီခုခြာတိတ်တွေလှုပ်တာပေါ့မရဒါကိုစိတ်ဆိုးပြီးတော့ဇောင်းဆိုပြီးတော့သားနဲ့စကားမပြောဘဲနဲ့စိတ်ကောက်နေတယ်ဝတ္ထုအကြမ်းမြင့်ဟိုတိတ်ပြောမနေနဲ့ယောက်ျားလို့သူယုံကပြန်လာတယ်မိမကိုနှုတ်ဆက်တယ်မေးကြီးဘယ်လိုလဲကွာမင်းထမင်းစားတော့မကွာဘာညာဗျာယောက်ျားတဘောကစတာပေါ့အဲ့တော့ယောက်ျားပါဆက်မဲပြီးတော့ဇောင်းနဲ့ဟိုဘက်လက်သွားတယ်ဟေးထမင်းစားမယ်ကွာမင်းမစားသေးဘူးလားဟဲ့ငါမင်းနေမင်းရေချိုးပြီးပြီလားနော်ဘာဖြစ်နေရလဲကွာနော်မင်းကလည်းချိုးမပြေသေးပါဘူးဒီနေ့ဘာဖြစ်နေရလဲဟုတ်တယ်ရှင်တို့ယောက်ျားတို့ကျမမုန်းလို့တယ်ဘယ်သူမုန်းလာလဲကွာရှင်သားလဲမုန်းတယ်ရှင်လဲမုန်းနေတယ်ရှင်ဖေလဲကျမမုန်းနေတယ်ဟာမင်းဘလိုက်ပါလားကွာဘာကြောင့်မုန်းတာလဲတဲ့ကျမလေးလေဟာဒီအိမ်မှာယောက်ျား၃ယောက်နဲ့ပတ်သက်တယ်၃ယောက်သလုံးကိုကျမစိတ်တိုင်းကိုမကြဘူးတဲ့ပြောသမောင်းကွာဘာလို့စိတ်တိုင်းမကြတာလဲဆိုပြီးကတ်နှစ်ပေါ့ဗျာမိမရင်ဖွင့်တဲ့အခန်းပေါ့အဲ့ဒီမိမကဘာတွေကိုမကြိုက်တာလဲဆိုတော့အဲ့ဒီသူ့အမျိုးသားရဲ့အဖေကိုမကြိုက်ဘူးသူ့မျိုးသားရဲ့အဖေကအရာရှိဟောင်းကြီးထားပါတော့ရေနံအရာရှိဟောင်းကြီးပေါ့ပင်စင်သားကြီးအသက်65လောက်ရှိပြီဒီအရွယ်မှာတရားနဲ့ဖယားနဲ့တရားနဲ့ဘာဝနာလေးနဲ့ဗာလေးနဲ့ပရဟိတလုပ်ငန်းလေးနဲ့ညွတ်မိမျိုးဖပါနဲ့နေပါတော့လားတဲ့မဟုတ်ဘူးဗျာတဲ့သူကညနေစောင်းပြီဆိုတာနဲ့လာတာဆောင်လေးကိုထွက်အေးမြေကြီးကိုရှုလေးတစ်ဖြူဖြူနဲ့သမီးရေဖေဖေလုံးကွာဆိုဝီစကီလေး2ပက်လောက်ပေါ့အများကြီးလည်းမဟုတ်ဘူးသူကဂျွန်နီဝါက2ပက်လောက်ဆော်ဒါလေးနဲ့ BBC နားထောင်ဖို့ရေဒီယိုလေးနဲ့စေးတံလေးဖွာပြီးတော့သူကဒါပဲနားထောင်ရေဒီယိုနားထောင်2ပက်လောက်တော့ပြီးရင်သမင်းစားပြီးတော့အိပ်ရဝင်အဲ့တော့ तू ကမကြိုက်တာရှင့်ဖေတဲ့ဒီအသက်အရွယ်ရှိနေပြီဒါကနှစ်ပတ်တောက်တုံးဖះတရားမရှိပါလဲပါညာပေါ့ကျမအဲ့ဒါမုန်းတယ်နှစ်ကသူ့အကြောင်းကို तू ကမုန်းတယ်ရှင့်ကိုလည်းကျမမုန်းတယ်ဘာကြောင့်လဲသူ့ယောက်ျားငှက်တွေကိုချစ်တတ်သူတဲ့ငှက်တွေချစ်တယ်ဝေလာပြန်ပြီတာလိကကြီးတွေလောင်ရင်တဲ့ဝေလာပြန်ပြီကြက်တွေတွေဝေလာပြန်ပြီသိငှက်တွေဝေလာပြန်ပြီဗျာငှက်မျိုးမျိုးကိုစုဝယ်နေတာအိမ်မှာမိမငှက်မချစ်တဲ့လူဆိုတော့ယောက်ျားချစ်တော့လဲခွင့်လွှတ်ထားရတာသို့တော့ကြာလာတော့စိတ်ပြက်လာတယ်ငှက်တွေကချီးတွေပါချအစာခွက်တွေကိုနှုတ်သီးနဲ့ငှက်ဆိုတာအစာခွက်ကိုစိတ်ဆိုရင်နှုတ်သီးနဲ့လှန်တာကြီးပဲလှန်လိုက်ဆန်တွေအောက်ကိုပြုတ်ကြဓမီတွေပြုတ်ကြအီးတွေပါချရေခွက်တွေကိုနှုတ်သီးနဲ့လှန်ကြရေတွေအောက်ကိုရွှဲသူကကျန်းတွေတုတ်ညစ်ပတ်တော့စိတ်ပြက်တာပေါ့မိမဆိုတာစိတ်ပြက်စရာကြီးပဲနော်ဒီငှက်တွေနဲ့တကီတကားကအော်ကြယောက်ျားကိုကြည့်ပြရဘူးဒီလိုယောက်ျားမျိုးငါယူမိတယ်နော်ဒီငှက်စောက်ငှက်တွေနဲ့အလုတ်ရှုပ်လို့ပါညာပါဒါတော့ကြည်စဲနေတာသားလေးကကြတော့လေတဲ့တော့ကြလာရင်မိမိသားအိတ်လေးလွယ်ခြင်းနဲ့ခုခေတ်လူငယ်လေးတွေကိုလွယ်တဲ့အိတ်မျိုးပေါ့တန်ခွင်းလေးတွေနဲ့ချစ်စရာစီးခွင်းလေးတွေနဲ့ရော့ဝယ်ပေးလိုက်တယ်မိမိသားလက်ကောက်ကလေးဝယ်ခြင်းနဲ့ဟန်းချင်းလေးပေါ့အပြော့မလို့ချင်ဘူးမိမိရဲ့ဟန်းချင်းအမာစားလေးပေါ့ခွင်းအမာလေးနဲ့ပေါ့ကဲရော့သားရဲ့ဒီလိုခေတ်ကယောက်ျားလေးတွေခက်လိုက်တာဟဲလက်ကောက်တွေပါလေးနဲ့ဝတ်ကြပေါ့အဲ့ဒီမနေ့ကတော့ तू ကငကွင်းပန်ခြင်းနဲ့ခွင်းလိုက်ဆိုတော့မရစိတ်ဆိုးသွားတာနင်တဖြည်းဖြည်းကဲလာပြီအဲ့ဒါလေးစုပေါင်းပြီး तू ကစိတ်ကောက်နေတာအဲ့ယောက်ျားမေးတဲ့ခါကျတော့ရှင့်အဖေလည်းအချို့တစ်မျိုးတဲ့ရှင်လည်းငှက်တွေနဲ့အချို့တစ်မျိုးတဲ့ရှင်သားကလည်းယောက်ျားတံမင်းနဲ့ခွင်းနဲ့အိတ်ကိုလွှဲလိုက်လက်ကောက်ဆွတ်လိုက်ငကွင်းပန်စုပူစားလိုက်ကျမစိတ်ပြည့်တယ်ဒီအိမ်မှာတဲ့အဲ့ဒါနဲ့3-4ရက်စိတ်ကောက်နေတဲ့ခါကျတော့မှယောက်ျားငေါက်လိုက်တာမင်းကဒီနေ့ထိတော့မှမင်းစိတ်မပြေနိုင်မင်းနဲ့မင်းကငါ့ကိုလည်းမင်းငါသားကိုလည်းမင်းငါအဖေလည်းမင်းနေတယ်သားမျက်နှာလေးကိုငဲလို့တဲ့ကြည်သားနဲ့ငါသားလေးကဘာမှပြုတ်ရှိဘူးတဲ့မင်းကငါမင်းမယ်တဲ့မင်းကငါမှဘလောက်ပြည့်ကြီးနေလို့လဲတဲ့ငါဒီကြက်ငှက်လေးတွေမွေးတာငါဘလောက်ပြည့်ကြီးနေလဲတဲ့မင်းငါပြောမယ်နော်မင်းကဘလို့ယောက်ျားမျိုးကိုကြိုက်တာလဲတဲ့စတစ်ကော်လာလေးနဲ့ကော်လန်စတစ်ကော်လာအတောင့်နဲ့အကောင်းစားနဲ့ပိုးကတိုက်ပုံကြီးအမေတတ်ရနဲ့စိန်လက်စွန်းနဲ့အတက်ချီကစ်နဲ့အောက်ကရခိုင်လုံးကြီးအပြောင်စားနဲ့အောက်ကပိန်းနဲ့ဖက်နဲ့ဂရီပါတဲချိုးလေးနီနီရဲလေးနဲ့6လေးရဖွေးဦးလို့စမတ်ကြသွားလာပြီးတော့မှကိုချင်းတရားဖောက်ပြန်ပြီးတော့သူများမရပြောင်နှိုက်မရင်ငယ်ထားရုံးကအောက်လင်္ကာမိမတွေကိုအနိုင်ကျင့်ရှုပ်ပွေမင်းအဲ့ဒါမကြိုက်တာပြောတာနဲ့မိမတွေ့သွားတာမင်းအစင်းသားလေးကွာစိတ်ပြန်ကောင်းမထွက်သွားတာ
အဲ့မှာညဘက်အိမ်မရပဲနဲ့စဉ်းစားတဲ့ခါကျတော့မိမငါများမှားနေပြီလားတကယ်ကြတော့ငါရောက်ခမကြီးကဘာအပြစ်ရှိလဲစဉ်းစားတဲ့ခါကျတော့ဘဝတသက်တာလုံးမှာတတ်ရရနဲ့ဘဝကိုတိဆောက်ပြီးတော့သားတယောက်ကိုအရာရှိဖြစ်အောင်မွေးတယ်သူ့ရဲ့အကြီးဆုံးလို့ပြောနိုင်တဲ့အဖြစ်ကတော့ညနေတိုင်တဲ့အခါဝီစကီလေးနှစ်ပတ်လောက်တောက်ပြီးတော့အေးစစ်ထိုင်ပြီးတော့ရေဒီယိုနားထောင်သတင်းစာဖတ်ပြီးအေးရလဲဝင်ပြီးတော့သူနားတယ်လူပေါ့ကိုချင်းတရားကိစ္စမပါဘူးတဲ့ငါရောက်ခမသူများပတ်ဆောင်မလိမ်ဘူးတဲ့သူတို့သားမယားမစော်ကားဘူးတဲ့အရာရှိဝန်ထမ်းဘဝမှာအောက်ချင်းငယ်သားကိုသူမစော်ကားရဘူးတဲ့ဝန်ထမ်းတွေကိုဒုက္ခမပေးခဲ့ဘူးတဲ့သားကိုတာဝန်ကျေစွာပညာတောင်းတင်ခဲ့တယ်တဲ့သူညနေနေတော့သူဒါလေးနဲ့နားတတ်တယ်ငါ့ယောက်ျားလည်းဒီတိုင်းမင်းတော့တဲ့ခုထိငါ့ယောက်ျားကြတော့မိန်းမလည်းမပွေးအရက်တော်မတောက်တတ်ဘေးရတော်မှမတောက်အောက်ချင်ဝန်ထမ်းနေနဲ့ဆရာဆိုပြီးတော့လေးလာဝလာပြောလို့ဘာလို့နေတာပဲတဲ့တခုရှိတယ်သူ့မှာတော့ငှက်လေးတွေချစ်တတ်တယ်နော်တဲ့သားလေးလည်းဒီတိုင်းပဲတဲ့ဆယ်တန်းအောင်တော့လေတဲ့ဂုံလူတွေအများကြီးပေါအောင်စူးစမ်းရှာတယ်တဲ့အခုလည်းတက်ကတူကောင်းကောင်းတက်နေပြီစက်မှုတက်ကတူတက်နေတယ်ခုထိလည်းသမီးစားရှိတယ်လို့မကြားသေးဘူး तू ကဒီဂွင်းလေးတွေလူငယ်ဘာသာပေါ့ဗျာသူများလှုပ်တယ်လို့ပေါ့ဗျာငကက်ကလေးတွေဗာလေးတွေတိုလီမွတ်စာလေးတွေဗျာဟိုကျိုးလေးတွေဗာလေးတွေ तू ချစ်တတ်တယ်ပေါ့ဒါလေးတွေငါကြည့်ပြီးတော့ရောက်ခမောက်လည်းမုန်းမိယောက်ျားလည်းငါမုန်းမိသားလည်းမုန်းမိတို့မိန်းမတွေကခက်လိုက်တာတို့မိန်းမတွေကယောက်ျားတစ်ယောက်ကိုဘလို့ဟာကိုချစ်ရမှာလဲဘလို့ဟာကိုမွန်းမှာလဲမသိပါလားငါတို့ကတတ်ရရနဲ့စမတ်ကြနေပြီးတော့မှကိုချင်းတရားချစားနေတဲ့ကောင်တို့အထင်ကြီးနေတဲ့ချစ်တတ်ကြတယ်ယောက်ျားဆိုတာတချို့ဘေးယာလေးလည်းညနေတော့မှာပေါ့ညာကြီးမင်းဘောလုံးပွဲဝါသနာပါပြီးတော့တငယ်ချင်းနဲ့ဘောလုံးကြည့်ပြီးတော့ဟာမန်ယူကွာဟာရွန်ဒီကွာချပါညာဆိုပြီးတော့တကောင်ကြပြန်လိုက်လဲလာမှာပေါ့တဲ့ဒါလေးတွေတို့ဘာလို့ခွင့်မလို့ကြတာလဲမိန်းမတွေခွင့်မလို့တဲ့ယောက်ျားမုန်းတဲ့ယောက်ျားဆိုတာကအဲ့လိုဟာတွေမဟုတ်ဘူးတဲ့နှစ်ချစ်တာတို့ဘောလုံးပွဲဝါသနာပါတာတို့ဘေးယာလေးတစ်ခါတည်းတောက်တာတို့တငယ်ချင်းတွေနဲ့ရှောက်လေတာတို့ကအပြစ်ကြီးမဟုတ်ဘူးတဲ့ကိုကျင်တရားပြက်ပြီးတော့သူများမရကြောင်တောင်နှိုက်မင်းကလေးတွေပြက်စီးသူများကိုလိန်ကောက်အဲ့ဒီကောင်မျိုးတို့မွန်းမှာတဲ့အခုတော့ငါအပြစ်မရှိတဲ့သားလေးနဲ့ယောက်ျားနဲ့ရောက်ခမကိုငါညွန်ညင်နေမိတယ်တကယ်တော့ငါမိသားစုမှာတွေ့နေရတဲ့ဒီယောက်ျားသုံးကချစ်တဲ့ယောက်ျားတွေပါလားဆိုပြီးသူရေးထားတာကျမချစ်တော့ယောက်ျားများနှလုံးသားလှသူသာလောကမှာချစ်တဲ့တယ်တခြားဝါသနာတွေပါလေဘေးဖက်တာစိတ်နဲ့စိတ်ထားကောင်းတဲ့သားလေးတွေယောက်ျားတွေရောက်ခမတွေချစ်ရမှာပါလားသူဒါကိုရေးထားတာကျမချစ်တော့ယောက်ျားများစိတ်ထားနှလုံးသားလှသူသာလောကမှာနေရာရစတန်းသူဒါကိုပြောနေတာကျွန်တော်တို့ဟာစိတ်နဲ့စိတ်ထားတွေလှဖို့လိုအပ်ပါတယ်နောက်မှာဆရာကိုတာပြောမှာပါကျွန်တော်နည်းနည်းလေးပြောပြီးတာနဲ့ကျွန်တော်စာအကြောင်းမပြောပါဘူးကျွန်တော်သမီးဖတ်ဖို့ဆိုတဲ့စာအုပ်ကိုရေးပါတယ်မန္တလေး FM ကနေပြီးတော့လဲကျွန်တော်တပတ်ကို2ရက်လောက်အတန်လွှင့်ပါတယ်အဲ့ဒါတွေအားလုံးကအဲ့ဒီဟာတွေကိုရေးတာပါကျွန်တော်စာအုပ်ဖြစ်တဲ့အတွက်ကျွန်တော်မပြောလို့ပါရှာဖတ်ကြည့်လိုက်ပေါ့နော်ဒီလိုပဲစိမ့်လန်းသောမိသားစုများအခုစိတ်ကူးချွတ်ချွတ်တင်ရောက်နေတယ်ကံအောင်လျော်တာပဲစာအုပ်ကနှုတ်သုံးမရှိဘူးဖြစ်နေတယ်မလေးကျွန်တော်သွေးတောင်ကြွသွားတယ်ဆရာစာအုပ်တွေတုံးမှမရှိတော့ဆရာအကုန်ကုန်ပြီတဲ့ဆိုတော့ဟာငါမှားပါဦးမှာရန်ကုန်ကဘာညာပေါ့ကျွန်တော်လည်းအဲ့ဒီစာမျိုးပဲကျွန်တော်ရေးပါတယ်ကျွန်တော်အကြောင်းကိုကျွန်တော်မပြောဘဲနဲ့ကြပြားလေးတစ်ပုဒ်ကိုယူပြီးကျွန်တော်ညီကုန်းချုပ်ပြရစီကြပြားဆရာနာမည်ကမောင်အောင်ပွင့်ပသိမ်မှာရှိတယ်အခုရှိတယ်မောင်အောင်ပွင့်ကဘာကိုရေးထားလဲဆိုတော့စာနာမှုကိုအခြေခံတဲ့ကြပြားလေးတစ်ပုဒ်ပေါ့ကြပြားနာမည်ကမြစ်စိတ်တယ်ကြပြားကခစ်ပေါ်ကြပြားဖြစ်တဲ့အတွက်နည်းနည်းလေးနားလေးများနည်းနည်းစိမ့်နေမလားလို့ကျွန်တော်ထင်တဲ့အတွက်ကြပြားနောက်ခံလေးကိုကျွန်တော်တစ်ကြောင်းစာနှစ်ကြောင်းစာပြောမယ်ပြီးတော့ကြပြားယူပြီးကျွန်တော်ညီကုန်းချုပ်မှာပါကြပြားရဲ့ view လေးကဘာလဲဆိုတော့နွားကြောင်းသားတယောက်တုတ်လေးတစ်ချောင်းကင်ထားတယ်နှင်းနံလေးပေါ့နှင်းနံနောက်ရိုက်တဲ့တုတ်ကလေးကျွဲတွေနွားတွေကအုပ်လိုက်ကြီးပေါ့အကောင်90တရားလောက်ရှိမယ်ပေါ့မြစ်ကမ်းဆက်ကိုနွေရာသီမှာမောင်းချလာတယ်အညာဓလေ့အတိုင်းပူလာတဲ့အခါနွားတွေကိုရေထဲကိုမောင်းချလေးရှိတယ်နွားတွေကရေစိမ့်မယ်တောက်မယ်အေးသွားရင်ပြန်မောင်းပြီးတက်လာမယ်ဒါပေါ့အဲ့တော့ကမ်းဆက်ကိုဆင်းတဲ့အချိန်မှာဘာဖြစ်နေလဲဆိုတော့နွားတွေကရှေ့ရသွားလိုက်ခြီယာလေးတွေနည်းနည်းထင်တယ်လူကအဲ့ခြီယာလေးကိုပြန်နှင်းမယ်လူကနွားတွေကိုနည်းနည်းကြော်သွားမယ်နွား50ကောင်နောက်မှကြမ်းခဲ့မယ်လူခြီယာလေးတွေထင်မယ်နွားကအဲ့ခြီယာကိုပြန်နှင်းမယ်သူရှေ့ရောက်ကိုရှေ့ရောက်နဲ့တွိုင်းတွိုင်းနဲ့မြစ်ကမ်းဆက်လေးရောက်လာတော့ဟောတော်ဆိုပြီးအကုန်ရေထဲဆစ်ချသွားတယ်ပြီးတော့မှဘွမ်းဆိုပြီးရေထဲမှာနှစ်ကြမယ်ခေါင်းကြီးတွေဘွားဆိုပေါ်လာကြမယ်ပြီးရေတွေကိုကွန်းကွန်းကွန်းနဲ့တောက်ကြမယ်ပြီးရင်ဂျိုကြီးတွေပြန်စိန်ထားမယ်ကုတ်ကုတ်ရွက်ကလေးတွေကောက်ရိုးကြောက်ကလေးတွေရွှွနှစ်ကလေးတွေရေထဲကိုဘောလုံးပေါ်လာမယ်ပေါ့အဲ့ဒီမြင်ကွင်းကိုရေးတဲ့ကြပြားပေါ့မြစ်စိတ်ကျွန်တော်ရွတ်ပါမယ်ကြပြားဆရာနာမည်ကမောင်အောင်ပွင့်နဲ့ကြပြားနာမည်ကမြစ်စိတ်အဲ့ဒီနေခင်းကငါကနွားချီယာတွေပေါ်တက်နင်းနွားတွေကငါချီယာကိုပြန်နင်းနဲ့မြစ်စိတ်ကိုဆင်းသွားလိုက်ကြတာနံပါတ်1ပိုက်ပေါ့ကျွန်တော်ခုနပြောတဲ့မြင်ကွင်းပါပြီးသွားပါပြီအဲ့ဒီနေခင်းတော့နွားတွေကရှေ့ရောက်လူကပြန်နင်းလူကရှေ့ရောက်နွားကကိုပြန်နင်းမြစ်စိတ်ဆင်းသွားတယ်ပြန်ရုံမယ်ကျွန်တော်အဲ့ဒီနေခင်းကငါကနွားချီယာတွေကိုနင်းနွားတွေကငါချီယာကိုပြန်နင်းနဲ့မြစ်စိတ်ကိုဆင်းသွားလိုက်ကြတာ
နောက်တစ်ပိုက်နွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားသိကောင်းတယ်နော်ပြန်ရုံးမယ်အရသာရှိလို့နွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားအတွေးရတစ်ဖက်ကိုရောက်ချင်တော့လဲတစ်ဖက်ပေါ့ဗျာမကောင်းစိတ်တွေဝင်တော့လဲမကောင်းစိတ်ပေါ့နော်အကောင်းစိတ်ကိုချွတ်ထားပါကျွန်တော်ကရိုးရိုးရွနေတာဆိုလက်ခုပ်တီးနေတယ်ခင်ဗျားတို့လည်းမနှက်ဖန်ဟောမဲ့ကို OBJ နဲ့သွားတူနေတယ် OBJ ကြီးကမကောင်းမြင်ဝါဒသမားမနှက်ဖန်လာလိမ့်မယ်မကောင်းတဲ့တွေကိုရှောက်ပြောလိုက်မယ် तू မကောင်းမြင်ဘူးဗျာ तू ကပိဋကကိုဟောနေတာဟိုနေ့ကမှဗမာလည်းမသိဘူးတောင်ကုန်မှာဟိုးလွန်ခဲ့တဲ့နှစ်30တုန်းကတဲ့ဗမာပြည်မှာတဲ့ရှိတယ်တဲ့ဗမာနိုင်ငံဘောလုံးအသင်းဟာတဲ့အရှိတောင်အာရှမှာအသင်းတိုင်းကိုနိုင်တာတဲ့အခုတော့အကုန်ရှုံးနေတယ် OBJ ဟိုးလွန်ခဲ့တဲ့နှစ်30တုန်းကတဲ့အရှိတောင်အာရှမှာရန်ကုန်တက်သူကြီးကအကောင်းဆုံးတဲ့အခုတော့လကားတဲ့ဟိုးလွန်ခဲ့တဲ့နှစ်30တုန်းကတဲ့မင်္ဂလာတော်လေစိတ်ကြီးရတဲ့အာရှတိုင်းမှာအကောင်းဆုံးလေစိတ်အလှဆုံးလေစိတ်တဲ့အခုတော့ဘာမှမဟုတ်ဘူးတဲ့ဟိုးလွန်ခဲ့တဲ့အဲ့လိုပြောလို့ကျွန်တော်ကတက်ပြောတာသူလည်းပြီးတော့ကျွန်တော်တက်လာတာခင်ဗျားမကောင်းမြင်ဝါဒသမားပဲလို့ဗမာပြည်ကအဖက်ဖက်ကကြာဆင်းနေပြောနေတယ် OBJ ကြီးဟာလို့မဟုတ်ပါဘူးလို့တို့ကကြာဆင်းတာမှန်တော်လဲပဲတချို့နေရာတွေမှာတို့နံပါတ်1ရပါတယ်တကယ်ကြီးရဲ့လို့ဘယ်နေရာမှာလဲကွာတဲ့ဟာမင်းကကပောင်းမှာငှက်ဖျားဖြစ်ဆုံးနံပါတ်1ကတို့နိုင်ငံကွာလို့ငှက်ဖျားမှာနံပါတ်1လို့ပြောရတယ်ခင်ဗျားတို့လည်းအဲ့လိုဖြစ်နေပြီကျွန်တော်ကရိုးသားရုပ်ခင်ဗျားတို့လက်ခုပ်တီးဘာမှမဟုတ်ဘူးလေဗျာမြစ်ထဲကိုဆင်းသွားတာနွားတွေကအရင်ဆင်းတာလားလူကအရင်ဆင်းတာလားဒါကိုပြောနေတာဘယ်လူကအရှိရလဲတဲ့နွားကအရှိရလားလူကရှိရလားနှစ်ပိုက်ပြန်ရွတ်မယ်အဲ့ဒီနေကင်းကငါကနွားချီယာတွေပေါ့နင်းနွားတွေကငါချီယာကိုပြန်နင်းနေမြစ်စိတ်ကိုဆင်းသွားလိုက်ကြတာနွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားတုံလေးကိုထောက်ပြီးမတ်တရက်ကျန်ခဲ့ပြီနွားတွေရေထဲဆင်းပြီးဖုံတွေထလာပြီးမျက်လုံးတွေမျက်ခုံးတွေသပင်းတွေကိုဖုံတွေကတ်သွားပြီအဖိုးကြီးကိုလည်းဖြစ်သွားပြီချက်ချင်းကြီးပေါ့နော်တဲတွေဖုံတွေကတ်ရင်အဖိုးကြီးကိုလည်းဖြစ်သွားပြီလေနှင်းနံကိုထောက်မိလို့ဒုတ်ကိုထောက်ပြီးတော့ရက်ခဲ့တာကန်းစံမှာနှင်းနံကိုထောက်မိလို့နောက်ယုတ်ပြီးကြံခဲ့တဲ့ကန်းပေါ်ကငါရုပ်ပုံမှုံးရာကလင်းလာတော့အိုမင်းမုံမြန်ဆန်လိုက်တာဖုံတွေပြဲသွားပြီမျက်ခုံးလေးတွေမျက်လုံးလေးတွေမှာဟိုနေဖုံလေးတွေနဲ့နော်နှင်းနံကိုထောက်မိလို့နောက်ယုတ်ပြီးကြံခဲ့တဲ့ကန်းပေါ်ကငါရုပ်ပုံမှုံးရာကလင်းလာတော့အိုမင်းမုံမြန်ဆန်လိုက်တာနောက်ဆုံးပိုက်နောက်ဆုံးတော့ငါလဲငတ်နဲ့နွားတွေလို့ရေဆင်းတောက်တာပါပဲလူနဲ့နွားနဲ့တသားတွေနွားတောက်တဲ့ရေကိုလူဆင်းတောက်တယ်ကျွန်တော်တို့နိုင်ငံဟာချွတ်ချုံကြလာတဲ့အတွက်လူနဲ့တိရစ္ဆာန်နဲ့မကွဲပြားတော့ဘူးတဲ့လူတွေကတိရစ္ဆာန်အိတ်တဲ့နေရာမှာအိတ်ကြတယ်တဲ့ဘူတာုံဘေးမှာခွေခွေလေးတွေလူတွေကတိရစ္ဆာန်စားတဲ့အစားအစာကိုစားကြတယ်တီးမကဈေးတောင်းပါငါးပုတ်ကြီးတွေပုံထားတယ်ပဇွန်ပုတ်တွေပုံထားတယ်ခွေးရအိတ်ငါ့ကိုဆွဲနေတယ်ဒီဘက်ကမိန်းမတွေကလည်းကျွတ်အိတ်တွေနဲ့တန်ချိတ်ကြီးတွေနဲ့ခွေးကိုမောင်းတယ်အိတ်ငါ့ဘက်ကိုဆွဲနေတယ်ခွေးစားမယ်ငါ့ကိုလူနေတာတီးမင်္ဂလာဈေးတစ်သီးတန်းလွှတ်ပြထားတဲ့အပုတ်တွေလိမ္မော်သီးအပုတ်တစ်တော်သီးအပုတ်တခွားသီးအပုတ်ဂေါ်ဘီလုံကြီးတွေတချမ်းပုတ်နေတယ်အဲ့ဒါကိုကြွက်ကဆွဲနေတယ်ဒီဘက်ကလူလေးတွေကလေးလေးတွေကလည်းခြာတိကလေးကအိတ်ကလေးတွေနဲ့တန်ချိတ်ကလေးတွေနဲ့အိမ်အတွက်လာရှာကြရတာကြွက်ကိုမောင်းအောင်သေးတယ်ထိတ်ကြလိမ္မော်သီးလေးတွေထိတ်ကြရတယ်ဂေါ်ဘီလုံကလေးတွေတချမ်းဖဲ့တချမ်းစားသေးတယ်လူနဲ့တိရစ္ဆာန်နဲ့အတူတူဖြစ်နေတယ်လို့ကဘာပြောကြတယ်မင်းတို့နိုင်ငံသူနိုင်ငံသားတွေကလူအိတ်တယ်လို့မအိတ်ရလူစားတယ်လို့မစားရလူတောက်တယ်လို့မတောက်ရတိရစ္ဆာန်တောက်တဲ့ကြီးလဲလူကတောက်လို့တောက်ရတယ်တဲ့ကျွန်တော်ကဒီရေတောက်လိုက်မယ်ကျွန်တော်ကလူနော်ဒီသားတောက်လိုက်ဦးမယ်နော်မောင်ဝင်းကဗျာကဒါကိုပြောတာပါနော်နွားကြောင်သားလေးလူသားလေးနွားတွေတောက်တဲ့ရေဟာလူမတောက်ပါဘူးလို့သိတော်လဲပဲတအားငှက်လာတဲ့အခါကျတော့လေရေထဲကိုအသာဆင်းပြီးတော့ရေလေးနည်းနည်းကြည်သွားတဲ့အခါကုတ်ကုတ်ရွက်ကလေးလေးကိုလက်နဲ့ဖဲကောက်ဥစားလေးတွေကိုလက်နဲ့ဖဲနော်ဖဲပြီးတဲ့အခါဒီဟာလေးတွေကိုသူကကင်ပြီးတဲ့အခါရေလေးကိုပက်ပြီးတဲ့အခါဒီလိုတောက်ရရှာတယ်တဲ့နွားတွေလိုတောက်ရရှာတယ်ဒီကဗျာကိုဖတ်တဲ့အခါကျွန်တော်တို့ဘာဖြစ်လာမလဲကျွန်တော်တို့လူအဖွဲ့အစည်းရဲ့အနေအဆုံးနွားချောင်းသားလေးကိုစာနာတတ်လာတယ်ပေါ့လူတွေကစာနာတတ်တဲ့စိတ်တွေဖွံ့ဖြိုးလိုအပ်တယ်လင်းနဲ့မရလဲစာနာတတ်မှာပေါ့သားနဲ့အဖေစာနာတတ်မှာပေါ့ညဘက်အိတ်နေစဉ်ကာလမှာသားလေးကစောင်းလေးကွာကြနေချမ်းလို့ညာဦးကခြုံပေးထားတယ်တင်းလို့ဖခင်ကထကြည့်တဲ့အခါအော်သားလေးစောင်းလေးကွာချနေတယ်ချမ်းရှာမှာပေါ့ဟာဆိုစောင်းလေးကိုအသားလေးဆွဲတင်တာဒါစာနာစိတ်ပေါ့စံပတိပေါ့မှတ်ဘူးလားမိန်းကလေးကြောင့်နဲ့ကိုနဲ့မေတ္တာမျှခဲ့တယ်တရက်တရက်ပတ်စံသွားရှာတယ်သူတော့တိတ်ခံများကြနေလိမ့်မလားငါ့ကိုပြန်စောင့်နေရှာမလားမြို့ရွာလဲငါတို့ကိစ္စကိုတီးပြီးသား
ငါချစ်သူငါပြန်ပြီးတော့လက်ထပ်မှဖြစ်လိမ့်မယ်လေဆိုတွေးတာလဲစာနာစိတ်ပေါ့စင်ပတီပေါ့ဒီလိုပဲဆေးရုံကနေမှာပက်လက်လန်းနေတဲ့လူတယောက်ကိုကြည့်ပြီးတော့ကျွန်တော်တို့ကအော် तू ကတော့တောကလာတက်ချတဲ့လူနာထင်ပါရဲ့သူ့လာမေးတယ်ဧည့်သည်လည်းမရှိချဘူးနောမရှာတဲ့ထင်ပါရဲ့သူ့တော့ငါတို့ဆေးရုံကနေပြီးတော့စိုက်ပြီးကုသပေးရင်ကောင်းပါပဲလို့တွေးတာလဲဒါစာနာစိတ်ပေါ့ဒီစာနာစိတ်တရားတွေလူလောကမှာဖွံ့ဖြိုးလာပြီဆိုရင်လူလောကလှမှာပဲပေါ့ဒါနှလုံးသားလှခြင်းတရားပဲလေကျွန်တော်တို့ဟာတစ်ခါကြတော့လေလောကကြီးတစ်ခုလုံးကိုကယ်ဖို့လောဘမကြီးတင်ပါဘူးအဆိုတော်ကိုဇော်ဝင်းထွန်းနဲ့ဟိုတလောကကျွန်တော်သူ့ရုံကန်သွားတော့တွေ့တော့မှကိုဇော်ဝင်းထွန်းကလည်းပရိဟိတတွေလုပ်တယ်လေရန်ကုန်တိုင်းရဲ့တစ်ဖက်ကမ်းမှာဒလမြို့မှာကျောင်းလေးတွေဆောက်ပြီးသူတချွတ်လှူတယ်တဲ့ကျွန်တော်ကမေးတယ်ကိုဇော်ဝင်းထွန်းကြီးကိုထွတ်ကြီးလို့ဘာလို့အဲ့လိုလှူတာလဲဆိုတော့နိုင်တယ်လို့ပေါ့ဆရာရဲ့တဲ့သူကကျွန်တော်ဆရာကိုတော့ကျွန်တော်ကဆရာရေးတဲ့မောင်သားချိုးတွေဘာတွေမကြိုက်ပါဘူးကျွန်တော်ရည်စရာကြိုက်တော့ဂျက်ကွန်းညံကွန်းတွေကြိုက်တယ်တဲ့ကာတွန်းဆရာကိုငွေကြီးရဲ့သားလေးအဆိုတော်စီသူလွင်ကယူလာတယ်တဲ့ဟုတ်တယ်လို့ကျွန်တော်ကကိုငွေကြီးနဲ့ယဉ်နေတာလို့ကိုထွတ်ဘာဖြစ်လို့ဟိုဘက်ကမ်းမှာဒလမှာဖုန်းဟိုမူလန်းကျောင်းကိုသွားလှူတာလဲဆိုတော့ကျွန်တော်သားတွေသမီးတွေကနိုင်ငံခြားသွားထားတာတဲ့စင်ကာပူကျောင်းသွားတဲ့ဘာသွားတဲ့ကျွန်တော်လှမ်းကြည့်တော့စိတ်ထဲထိခဲ့တယ်ဆရာရဲ့တဲ့တကြောင်လုံးကျွန်တော်တောင်းယူထားတယ်တဲ့အဲ့ဒီကျောင်းသားအားလုံး400လောက်ရှိမယ်ခဲတံဗလာစာအုပ်ပေတံလွယ်အိတ်တကြောင်လုံးစာလူ400စာသူအကုန်ပေးတယ်မယ်ဆိုလှူတာတဲ့နိုင်တယ်လို့ပေါ့ဗျာတဲ့ဟုတ်တယ်ကိုဇော်ဝင်းထိုးလို့ဆရာဖေမြင့်ဘာသာပြန်တဲ့အဲ့ဒီနှလုံးသားအာဟာရမှာပါတယ်ကျဲငါးဆိုတာလူတယောက်ကမ်းခြေမှာလမ်းလျှောက်နေတယ် beach တစ်ခုမှာလှိုင်းနေရိုက်တယ်ကျဲငါးလေးတွေပါလာကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ဘာငါးခေါ်မလဲငါတလဲတို့လိုဟာလေးတွေပေါ့ဖတ်ခုံနေတာငါးလေးတွေလှိုင်းရိုက်တယ်ငါးလေးတွေကမ်းမှာတင်းတယ်လှိုင်းတွေပြန်ကျသွားတယ်ပါသူလဲပါတယ်ကြံသူကြံတယ်နောက်တလုံးပြန်အုပ်တယ်ပြန်ပါသူပါတယ်ကြံသူကြံတယ်တချို့လဲနေအောင်ချီမှာသေးသူသေးတယ်လူတယောက်ကကမ်းခြေကိုလမ်းလျှောက်ရင်းနဲ့ beach မှာလမ်းလျှောက်ရင်းနဲ့ကျဲငါးလေးတွေတွေ့တဲ့အခါကောက်ပြီးတော့လွတ်ပြစ်သွားတယ်တကောင်ချင်းပေါ့အကုန်မကောက်ဘူးသူကရှောက်ရင်းနဲ့မှီတဲ့ကောင်လေးတွေကောက်ပစ်ချတာပေါ့သွားတကောင်နောက်ကလူတယောက်လိုက်လာတယ်ပခုံးလှမ်းပုတ်တယ်ဖတ်ဆိုပြီးတော့နောင်ကြီးဆိုတော့ပါလဲဗျာခင်ဗျာဘာလုပ်နေရလဲကျွန်တော်ကျဲငါးလေးတွေရေထဲကိုပြစ်ချနေတာတဲ့တေးမှကြောက်လို့တဲ့ဟာခင်ဗျာယူနေတယ်လူလားဗျာကဘာပေါ်မှာပင်လေကမ်းခြေတွေလည်းအများကြီးပဲလှိုင်းတဘိုးတွေလည်းအများကြီးပဲကျဲငါးလေးတွေကမ်းခြေကိုတင်တာလည်းအများကြီးပဲခင်ဗျာဓာတွေကိုကယ်နေလို့တလောကလုံးကကျဲငါးလေးတွေအသက်ရှင်သွားမှာလားတဲ့ရည်စရာကောင်းလိုက်တာဗျာဆိုတော့ဟိုလူတွေ့သွားတယ်ချက်တော့တယ်ပြီးမှပြန်လှည့်တယ်ဆက်လျှောက်တယ်လေချုံတယ်နောက်တာလှိုင်းတလုံးပြန်အုပ်တယ်ငါးလေးတွေပါလာပြန်တယ်တကောင်ကောက်တယ်ခုံဆွားနဲ့လေချုံတယ်နောင်ကြီးရဲ့ကဘာပေါ်မှာရှိသောကျဲငါးများအားလုံးကမထူးခြားတော့လဲပဲဒီကောင်လေးကမထူးခြားဘူးလားဗျာတဲ့ကြည့်သူရှင်မီးဗျာတဲ့ဖတ်ဆိုပြစ်လိုက်တယ်ကူးတန်းသွားတယ်ကျွန်တော်တို့ဟာလောကကြီးမှာအားလုံးကယ်လို့မရပါဘူးဒီကျဲငါးကောက်သူလိုပဲကျွန်တော်တို့ကနိုင်တယ်လို့ကယ်ရတာ9ယောက်နိုင်ရင်9ယောက်10ယောက်နိုင်ရင်10ယောက်အယောက်100နိုင်ရင်အယောက်100ကျွန်တော်လှမ်းဆွဲကြရတာမွန်ပြည်နယ်မှာလောက်တဲ့ဒီစာပေဟောပြောပွဲကို9ရက်တိုင်ဆိုင်းဆရာတွေအများကြီးလာဟောကြတယ်မွန်ပြည်နယ်တစ်ခုလုံးပြောင်းလဲသွားမလားမပြောင်းလဲနိုင်ဘူးဒီဘောကိုတက်လာတဲ့လူဘယ်လောက်ရှိလဲ900လား1000လားအကုန်လုံးမနေ့ကစာအုပ်တွေဖတ်တပတ်ခါပြောင်းလဲအကုန်လုံးโอเคမဖြစ်နိုင်ပါဘူးသို့တော်လည်းပဲဒီထဲမှာတက်နေတဲ့ဆရာတော်တန်ဃာတော်တွေရောဒီလူတို့တွေရော10ယောက်လောက်ကောင်းလာရင်လေကျွန်တော်ဘက်ကအမြတ်အယောက်100ကောင်းလာရင်လေအမြတ်အယောက်200ကပြောင်းလာရင်လေအမြတ်ဒီအယောက်200ကစာတွေပါတွေချစ်လို့ကိုသွေးကိုသွားကိုနိုင်ငံပြောထောင်ရင်လေအမြတ်လို့တပည့်ကျွန်တော်တို့ကလာကြရတာကျွန်တော်တို့ကကျဲငါးကောက်သူများပါပဲတကောင်းစားနှစ်ကောင်းစားကောက်ပြီးတော့ကျွန်တော်တို့ကပြစ်နေရတာပါကျွန်တော်စကားကိုညီကုန်းချုပ်ပါမယ်ကျွန်တော်တို့နှလုံးသားတွေလှဖို့လိုအပ်ပါတယ်ကျွန်တော်တို့စာနာမှုတရားတွေကြီးမားဖို့လိုအပ်ပါတယ်ကိုအောင်ဆန်းကလည်းစာနာခဲ့ပါတယ်ဆရာဖေမြင့်ဘာသာပြန်တဲ့စာအုပ်တွေကလည်းကျွန်တော်တို့စာနာမှုတရားတွေကိုပေးပါတယ်မကျွေးဝတ္ထုကလည်းကျွန်တော်တို့နှလုံးသားတွေကိုလူဟာအပြင်ပကိစ္စတွေကအလကားစိတ်ထားလှခြင်းနေတာအဓိကလို့ပြောခဲ့ပါတယ်ဒီလိုစာမျိုးတွေကိုကျွန်တော်တို့စာရေးဆရာအများစုကရေးကြပါတယ်ကိုအောင်ပွင့်ကြပြလေးကလည်းကျွန်တော်တို့နိုင်ငံမှာလူနဲ့တိရစ္ဆာန်တွေကရောထွေးရေတူတောက်အစားတူစားအတွေးဖြစ်နေရပါတယ်ဆိုပြီးတော့စာနာဖို့ထိုက်ပြီးပြင်ဖို့တင်ပြီလို့ပြောပါတယ်ကျွန်တော်တို့တိုင်းပြည်သူပြည်သားများအားလုံးသားကလည်းသမီးကိုစာနာလို့လင်ကလည်းမယားကိုစာနာလို့ကျောင်းဆရာကလည်းတပည့်ကိုစာနာလို့ဆရာဝန်ကလည်းလူနာကိုစာနာလို့နိုင်ငံတော်ကြီးကဲများကလည်းပြည်သူလူထုကိုစာနာလို့ပြောတော့စာနာပြီးတော့နှလုံးသားလှတဲ့တိုင်းပြည်တစ်ခုကိုအများဆုံးတည်ဆောက်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်ဒါတော့ပါပဲနော်